အဲ့လိုကြားရအဲ့လိုကြားရလားကြားပါတယ်ဥလာပါကြားပါလေဗျမှန်ပါဗျာမှန်ပါပြစမယ်နော်ဗျာနော်ဘီလင်္ကာနိုင်ငံကိုလံဘိုမြို့မကုဒ္ဒရာမမြန်မာကျောင်းတိုက်ကြီးဤနာယကဆရာတော်များရဲ့ဩဝါဒကိုခံယူ၍မြန်မာ Student Association in Sri Lanka MSAS မြန်မာကျောင်းသားများအဖွဲ့အစည်းမှကျင်းပပြုလုပ်ရသောနာဂနန္ဒ International Institute for Buddhist Study NIPS တက္ကသိုလ်မိတ်ဆက်ပွဲနှင့်တက္ကသိုလ်ဤပညာရေးမိတ်ဆက်ပွဲသို့ online မှာကြွားရောက်၍ပါဝင်အားဖြည့်ပေးပါသော MSAS ဥက္ကဋ္ဌဆရာတော်နှင့်တွင်မှုဆရာတော်ဘလော့မှုဆောင်ပြန်ကြားရေးနှင့်အဖွဲ့ဝင်ဆရာတော်များမြန်မာနိုင်ငံမှစိတ်ပါဝင်စားစွာတက်ရောက်နားထောင်ကြသည့်ဆရာတော်ဘုရားများနှင့်ဆရာကြီးဆရာလေးများကျောင်းသားကျောင်းသူများအားလုံးကိုမင်္ဂလာပါလို့ရှေးဥစွာဘုရားတပည့်တော်နှုတ်ခွန်းဆက်သပါသည်ဗျာဒီနေ့ညနာဂနန္ဒတက္ကသိုလ်မိတ်ဆက်ပွဲနှင့်တက္ကသိုလ်ဤပညာရေးအစီအစဉ်မျှဝေပွဲကိုဘုရားတပည့်တော်နှင့်ဦးမှုနေတာကောတာလင်္ကာရတို့ကမော်ဒေတာအဖြစ်ဆောင်ရွက်ပြီးပထမပိုင်းဒုတိယပိုင်းနှစ်ပိုင်းခွဲပြီးအောက်ပါအစီအစဉ်9ရက်ဖြင့်ပြုလုပ်သွားမှာဖြစ်ပါသည်ဗျာနံပါတ်1အစီအစဉ်ရနမောတတ3ကြိမ်ရွတ်ဆိုပြီးတော့အခမ်းအနားကိုဖွင့်လှစ်မှာဖြစ်ပါသည်ဗျာနံပါတ်2အစီအစဉ်ရနာဂနန္ဒတက္ကသိုလ်ရဲ့အကြောင်းကိုဘုန်းကြီးဥခေမာစာရကမိတ်ဆက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာနံပါတ်3အစီအစဉ်ရနာဂနန္ဒတက္ကသိုလ်ရဲ့ဒီပလိုမာတန်းကိုဘုန်းကြီးဥဇောတိကမှမိတ်ဆက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာနံပါတ်4အစီအစဉ်ရနာဂနန္ဒတက္ကသိုလ်ဘီအေတန်းကိုဘုန်းကြီးဦးမိလိန်သားနဲ့ဆရာလေးမကုလဝတီတို့မှမိတ်ဆက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာနံပါတ်5အစီအစဉ်ရနာဂနန္ဒတက္ကသိုလ်အမေဝမ်ရကိုဘုန်းကြီးဦးဝိစာရိန်သားနဲ့မဆုမြတ်ကျော်တို့ကမိတ်ဆက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာနံပါတ်6အစီအစဉ်ရနာဂနန္ဒတက္ကသိုလ်ရဲ့အမ်ဖီတန်းနဲ့ PhD တန်းကိုဒေါက်တာဥဝါတဝါနဲ့ဥပညိတ PhD တို့ကနေပြီးတော့မိတ်ဆက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာနံပါတ်9အစီအစဉ်ရမေးဖြေကဏ္ဍပါဗျာနံပါတ်10အစီအစဉ်ရ MSAS အတွင်းမှုဆရာတော်ဖြစ်တဲ့ဘုန်းကြီးဦးနန္ဒာစာရမကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါသည်ဗျာနံပါတ်9အစီအစဉ်ရဗုဒ္ဓသာသနာစိတ္တတိတ္တတို့ဖြင့်အခမ်းအနားကိုပိတ်သိမ်းပေးရန်ဖြစ်ပါသည်ဗျာနံပါတ်1အစီအစဉ်ရပြီးဆုံးသွားတဲ့နောက်မှာနံပါတ်2အစီအစဉ်ရနံပါတ်1အစီအစဉ်ရဘုရားတပည့်တော်တို့နမောတတ3ကြိမ်ရွတ်ဆိုပါမယ်ဗျာနမောတတ3ကြိမ်ရွတ်ဆိုဖို့ရန်ဘုရားတပည့်တော်တန်ခါအလုံးဟာယူသေးစွာလျှောက်ထားပါသည်ဗျာနမောတစ္ဆာဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတစ္ဆာဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတစ္ဆာဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနံပါတ်1အစီအစဉ်ပြီးဆုံးသွားတဲ့နောက်မှာနံပါတ်2အစီအစဉ်ရအာဂနန္ဒတက္ကသိုလ်ရဲ့အကြောင်းကိုဘုန်းကြီးဥခေမာစာရကမိတ်ဆက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာသို့ပါတော့ကြောင့်ဘုန်းကြီးဥခေမာစာရကိုယူသေးစွာဖိတ်ကြားပါသည်ဗျာမှန်ပါဗျာပြီးတော့ secondary share ထားမရလားမသိဘူးဗျာမြင်ရပါတယ်ဗျမှန်ပါဗျာစကွန်ရလည်းသေးနေတယ်ဗျာမှန်ပါဗျာ
မှန်အဆင်ပြေလားမသိဘူးဗျာ မှန်ပါပြီးပါပြီဗျာ ဟုတ်မှန်ယနေ့မြန်မာကျောင်းသားအဖွဲ့အစည်းတီးလင်္ကာကဦးစီးကျင်းပသောတီးလင်္ကာနိုင်ငံရှိမြန်မာကျောင်းသားရဟန်းတော်များသီလရှင်ဆရာလေးများအများစုလေ့လာသင်ယူလျက်ရှိသောတက္ကသိုလ်များမိတ်ဆက်ခြင်းအစီအစဉ်စတုထနေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဗျာပထမဦးစွာယနေ့တက္ကသိုလ်မိတ်ဆက်ပွဲသို့ကြာရောက်လာကြတဲ့အားလုံးပဲမင်္ဂလာပါဗျာဗျာတပည့်တို့ကတော့ပြည်ပြည်ဆိုင်ရာနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်မှာလက်ရှိ MP ကျောင်းသားအနေနဲ့လေ့လာနေပါတယ်ဗျာဗျာတပည့်တော့တယောက်လည်းရှိသောပြည်ပြည်ဆိုင်ရာနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်အကြောင်းအနည်းငယ်မိတ်ဆက်ခွင့်ပြုပါဗျာပြည်ပြည်ဆိုင်ရာနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်အတူကအားဖြင့်ပြောလို့ NIMPS လို့ခေါ်ကြပါတယ်ဗျာအခြေအားဖြင့်တော့ Nagananda International Institute for Buddhist Study ဖြစ်ပါတယ်ဗျာပြောပြီးတော့ဒီတက္ကသိုလ်ရဲ့တရားဝင် website မှာပေါ်ပြထားတော့အပြည်ပြည်ဆိုင်ရာတက္ကသိုလ်အနေနဲ့နှစ်ပေါင်း800အတွင်းမှာပထမဆုံးတက္ကသိုလ်လို့ညွှန်းဆိုပါတယ်ဗျာဒီပြည်ပြည်ဆိုင်ရာနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်ကြီးဖြစ်လာမယ်ဒီနေရာကို1962ခုနှစ်မှာဒီလင်္ကာနိုင်ငံ၏ဒုတိယမြောက်သမ္မတဖြစ်တဲ့ Mr. J.R. ဂျေယဝဒနေနဲ့သူ၏ဇနီး Mrs. Elena တို့ကလှူဒန်းခဲ့ပါတယ်ဗျာဤလှူဒန်းမှုကိုဆရာတော်ဥဒ္ဓမကိတိယလက်ခံခဲ့ပြီးတော့မာနိဝတ္တကျောင်းတော်ကြီးအဖြစ်တည်ထောင်ခဲ့ပါတယ်ဗျာဆရာတော်ဥဒ္ဓမကိတိယမာနိဝတ္တကျောင်းတော်အဖြစ်တည်ထောင်ခဲ့ပြီးတဲ့နောက်မှာဒီနေရာကြီးကိုသာသနာအတွက်ပိုအကျိုးများမဲ့တက္ကသိုလ်ကြီးတစ်ခုထီထောင်မှုအတွက်2002ခုနှစ်မှာဆရာတော်ဒေါက်တာဦးစန္ဒီမာကိုကျောင်းထိုင်အဖြစ်ခန့်အပ်ခဲ့ပါတယ်ဗျာဆရာတော်ဒေါက်တာဦးစန္ဒီမာကဒီမာနိဝတ္တကျောင်းတော်ကြီးကို2013ခုနှစ်မှာနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်အဖြစ်စတင်တည်ထောင်ခဲ့ပါတယ်ဗျာဆရာတော်ဦးစန္ဒီမာတည်ထောင်ခဲ့တဲ့နာဂာနန္ဒဗုဒ္ဓတက္ကသိုလ်ကြီးဟာ2015ခုနှစ်မှာတီးလင်္ကာနိုင်ငံပညာရေးဝန်ကြီးဌာနရဲ့တရားဝင်အသိအမှတ်ပြုခြင်းခံရပါတယ်ဗျာဒါကြောင့်ဒီတီးလင်္ကာနိုင်ငံမှာဒါနောက်ဆုံးဗုဒ္ဓတက္ကသိုလ်လို့ပြောနိုင်ပါတယ်ဗျာဤအပြည်ပြည်ဆိုင်ရာနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်ကြီးကကိုလံဘိုမြို့ကလျာဏီသိမ်ရဲ့အနီးမှာတည်ရှိပါတယ်ဗျာပြီးတော့တက္ကသိုလ်ရဲ့တရားဝင် website မှာဤနာဂာနန္ဒတက္ကသိုလ်ကြီးကိုအခုချိန်မှာဗုဒ္ဓတက္ကသိုလ်ကြီးအဖြစ်သာသနာမှာရှိနေတာမဟုတ်ဘဲနဲ့ဘုရားရှင်လက်ထက်ကတည်းကဒီနေရာကြီးကိုမြတ်စွာဘုရားကိုလှူဒန်းခဲ့တယ်လို့ပြောအထောက်အထားလေးတစ်ခုတွေ့ရပါတယ်ဗျာဘုရားတပည့်တော်တို့မြန်မာနိုင်ငံရဟန်းတွေအများဆုံးရင်းနှီးဆုံးဖြစ်တဲ့ပါဠိကံအထာကထာမှာလည်းဆိုတာတစ်ခုရှိပါတယ်ဗျာမြတ်စွာဘုရားတီးလင်္ကာနိုင်ငံကို3ကြိမ်3ခါကြွားခဲ့ဘူးတယ်လို့တွေ့ရပါတယ်ဗျာပြီးတော့အဲ့ဒီမှာတတိယအကြိမ်ကြွားရောက်လာတဲ့အခါမှာကလျာဏီစေတီရှိတဲ့ရမှာနိရောဓသမဘတ်ဝင်စားခဲ့တယ်လို့အထောက်အထားလေးတွေ့ရပါတယ်ဗျာဖြစ်နိုင်တာတော့အဲ့ဒီအချိန်မှာပဲဒီယနေ့နာဂာနန္ဒဗုဒ္ဓတက္ကသိုလ်ကြီးရှိတဲ့နေရာကြီးကိုမြတ်စွာဘုရားလှူဒန်းခဲ့တာဖြစ်နိုင်ပါတယ်ဗျာဤနာဂဘုရင်လှူဒန်းတာကိုအစွဲပြုပြီးတော့လဲနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်လို့ခေါ်တာလဲဖြစ်နိုင်ပါတယ်ဗျာဒါဒီတပည့်တော်ရဲ့ကောက်ချက်ပါဗျာဒါတော့ဝေးတဲ့အကြောင်းပါဗျာဤအပြည်ပြည်ဆိုင်ရာနာဂာနန္ဒဗုဒ္ဓတက္ကသိုလ်ကြီးမှာတပည့်တော်တို့ဌာနအားဖြင့်မဟာဌာနကြီး၄ခုရှိပါတယ်ဗျာFaculty of Graduate Study, Faculty of Buddhist Study ဒီဌာနကြီးနှစ်ခုကတော့မြန်မာတွေအများစုလေ့လာနေတာဌာနကြီးနှစ်ခုဖြစ်ပါတယ်ဗျာဒီဌာနကြီးနှစ်ခုအပြင် Faculty of Humanities and Social Science, School of Information Community
technology ဆိုပြီးတော့အခြားဌာနမဟာဌာနကြီးနှစ်ခုလည်းရှိပါသေးတယ်ဗျာဤဌာနကြီး၄ခုရဲ့အောက်မှာတပည့်တို့ academic program အနေနဲ့အသီးသီးရှိပါတယ်ဗျာပြောတော့အကြံဉာဏ်အဖြစ်certificate program diploma program undergraduate program postgraduate program လို့၄မျိုးလေးစားခွဲထားပါတယ်ဗျာဤ program နေအောက်မှာပါတဲ့ diploma BA MA MPhD PhD အကြောင်းကိုပြောတော့နောက်မှာအသီးသီးအသေးစိတ်ပြောကြားပေးမှဖြစ်တဲ့အတွက်ကြောင့်တပည့်တော်အနေနဲ့ဒီနေရာမှာအကျဉ်းတုံးမပြောတော့ပါဗျာပြောတက္ကသိုလ်ရဲ့မြင်ကွင်းကိုကြည့်မယ်ဆိုလို့ရှိရင်တပည့်တော်တို့ဒီတိုင်းမြင်လို့ရပါတယ်ဗျာဒါတော့တက္ကသိုလ်ရဲ့စာကြည့်တဲ့ဖြစ်ပါတယ်ဗျာဒါတော့တက္ကသိုလ်ရဲ့စာတောက်ခန်းမနဲ့မိဖို့ကြောင့်ဖြစ်ပါတယ်ဗျာတို့လက်ရှိနာဂရဏဗုဒ္ဓတက္ကသိုလ်ရဲ့အတွင်းမှာလေ့လာနေတဲ့ BA ကျောင်းသားတွေပြောတို့တပတ်လင်တရက်လေ့လာနေတဲ့ MA ကျောင်းသားတွေအာယုံစွန်းနေစွန်းတက္ကသိုလ်ကကတ်တာရှိပါတယ်ဗျာဒါတော့စာသင်ခန်းပါဗျာဒါတော့စာသင်ဆောင်စာကြည့်တဲ့အဆောင်တွေပဲဖြစ်ပါတယ်ဗျာဒါတော့နာဂရဏဗုဒ္ဓတက္ကသိုလ်ရဲ့ဝယ်နှင်းသမင်ခန်းမှာဖြစ်ပါတယ်ဗျာပြောလို့နောက်ဆုံးပြောချင်တာကတော့နာဂရဏတက္ကသိုလ်ကိုဘာကြောင့်ရွေးချယ်တင်တယ်လဲဆိုတော့ကောက်ချက်လေးပဲဖြစ်ပါတယ်ဗျာတပည့်တို့နာဂရဏတက္ကသိုလ်ကိုရွေးချယ်တဲ့အကြောင်းအရာတွေမှာပထမအဆုံးအကြောင်းကတော့ဒီလင်္ကာနိုင်ငံရဲ့လက်ရှိထင်ရှားရှိတဲ့ scholar လို့လည်းအများသတ်မှတ်ထားတဲ့ဆရာကြီးအာဆင်၅ကြောင့်လည်းဖြစ်ပါတယ်ဗျာဘုရားတပည့်တို့ကို၌ဒီနာဂရဏတက္ကသိုလ်ရွေးချယ်ရခြင်းအကြောင်းကဆရာကြီးရှိလို့ရွေးတာပါဗျာတခြားအကြောင်းအရာအကြောင်းမဟုတ်ပါဗျာနောက်ထပ်အကြောင်းအရာတွေကတော့အကြောင်းကြီးအနေနဲ့အခြားတက္ကသိုလ်နဲ့ရှင်ရင်တင့်တော်တယ်နေတယ်ပေါ့ဗျာပြီးတဲ့အခါကျတော့နေထိုင်ရအဆောင်တွေပေးတယ်အာဟာရကျွေးတယ်တက္ကသိုလ်ရဧက40ဝန်းကျင်ကျယ်ဝန်းပြီးတော့ညနေပိုင်းလမ်းလျှောက်တာတော့မနေ့ပိုင်းလမ်းလျှောက်ဖို့အတွက်ကောင်းပါတယ်ဗျာနောက်တစ်ခုကျောင်းခေါ်စာရလာတဲ့အခါမှာပြောတို့ဒီမြန်မာနိုင်ငံအတန်ယုံကိုဗီဇာကြီးမတွင်းရဘဲနဲ့ဗီဇာကင်းလို့ခင်လဲရပါဗျာအဲ့တော့တပည့်တော်အနေနဲ့ပြည်ပြည်ဆိုင်ရာနာဂရဏဗုဒ္ဓတက္ကသိုလ်အကြောင်းကိုမိတ်ဆက်ခြင်းဒီတွေမယ်ဆုံးပါဗျာအားလုံးပဲနားထောင်ပြီးလို့ကျေးဇူးပါဗျာကျေးဇူးပါမှန်ပါဗျာနာဂနန္ဒတက္ကသိုလ်အကြောင်းကိုမိတ်ဆက်ပေးပါတော့ဘုန်းကြီးဦးခင်မာဆရာ MSA အဖွဲ့ကဖျားပြီးတော့ကျေးဇူးထူးတင်ရှိပါလိမ့်ဗျာနောက်နံပါတ်3အစီအစဉ်ရနာဂနန္ဒတက္ကသိုလ်ရဲ့ဒီပလိုမာတန်းကိုဘုန်းကြီးဦးစောတိကမှာမိတ်ဆက်ပြောကြားပေးရန်ဖြစ်ပါသည်ဗျာသို့ပါတော့ကြောင့်ဘုန်းကြီးဦးစောတိကဖျားပြီးတော့ဖိတ်ကြားပါသည်ဗျာအဲ့လိုဆရာတော်အားလုံးလူရပေါ်ပါပဲညံ့လာပြီအမှန်မြင်ရပါတယ်ဗျဟုတ်ပါဗျာဒီညကျင်းပတဲ့ဒီလင်္ကာနိုင်ငံမြန်မာ Student Association in Sri Lanka MSAS အတင်းအကြီးမှုကျင်းပတဲ့တက္ကသိုလ်မိတ်ဆက်ဝဲမှာယနေ့ညနာဂနန္ဒတက္ကသိုလ်အနေနဲ့ပါဝင်ပြီးတော့မိတ်ဆက်ပြရမှာဖြစ်ပါတယ်ခုမြင်နေရတဲ့ဓာတ်ပုံကတော့နာဂနန္ဒ International Institute for Buddhist Study နာဂနန္ဒတက္ကသိုလ်ရဲ့မြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်မိအနေနဲ့ဒီညမိတ်ဆက်ပြရမှာတော့ survey program နဲ့ diploma program ကိုမိတ်ဆက်ပြရမှာဖြစ်ပါတယ်တပည့်တော်ဘွဲကတော့ရှင်ဇောတိကဖြစ်ပါတယ်လက်ရှိနာဂနန္ဒတက္ကသိုလ်မှာ MPhD လေ့လာတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ဒီကတော့
နာဂနတက္ကသိုလ်မှာပြဋ္ဌာန်းကြတဲ့ faculty ၄ ခုဖြစ်ပါတယ်အကျေတွင်ကတော့မိတ်ဆက်ဆရာတော့ပြောပါဆိုပြောတော့ပါဘူးဒီနားမှာဝန်ခံစရာကတော့လက်ရှိ PowerPoint ထဲမှာပြထားတဲ့ပုံရိပ်တွေကတော့2024ဒီဇင်ဘာလထဲမှာကျင်းပတဲ့နာဂနတက္ကသိုလ်အတွင်းထဲမှာတက္ကသိုလ်ဝန်ထမ်းတွေမှာကျင်းပတဲ့ survey program နဲ့ diploma program ဝေရဝန်ထမ်းတွေခံနာပုံရိပ်တွေကိုပြည်တာမြင်တာအောင်ထည့်ထားခြင်းဖြစ်ပါတယ်ပထမဆုံးမိတ်ဆက်ပေးရမှာတော့ survey program မှာဒီ survey program မှာဆိုရင် survey ဆိုင်ရာအတန်း7တန်းရှိပါတယ်မိမိအနေနဲ့ slide ပြထားတဲ့အတန်း2တန်းတာအင်္ဂလိပ်မီဒီယမ်စင်လာမီဒီယမ်နှစ်ခုနဲ့ပြဋ္ဌာန်းထားတဲ့အတန်းတွေဖြစ်ပါတယ်ပထမဆုံး survey call in basic English နောက်တစ်ခုက English through Buddhism ဒီနှစ်တန်းဖြစ်ပါတယ်ဒီနေ့ချက်ပြီးတော့ဆွေးနွေးပြပါမယ်ပထမဆုံး survey call in basic English ဒီတန်းကတော့ကာလအဖြစ်တော့6လတရားမှာဖြစ်ပါတယ်သင်တန်းကြီးအဖြစ်တော့USA ဒေါ်လာ180ပေးရမှာဖြစ်ပါတယ်အဓိကအဖြစ်တော့ post skill ကိုသင်ကြားတဲ့အတန်းဖြစ်ပါတယ်လက်ရှိမှာတော့ဒီခေါ်အင်္ဂလိပ်မီဒီယမ်သင်ကြားမှုရပ်ဆိုင်းထားပါတယ်လက်ရှိမှာတော့စင်လာမီဒီယမ်နဲ့ပဲပြဋ္ဌာန်းထားတာဖြစ်ပါသင်ကြားနေတာဖြစ်ပါတယ်မိမိကိုပြောတဲ့ဥစ္စာကတော့2025-26 student handbook ထည့်ရပါတဲ့အကြောင်းအရာတွေကိုထုတ်လုပ်ပြီးတော့ပြောတင်ပြခြင်းဖြစ်ပါတယ်နောက်တစ်ခု English through Buddhism ဒီ survey ခေါ်လေးရတော့ထူးခြားဒီခုနှစ်မှစတင်ပြီးတော့ဖွင့်လှစ်တဲ့အတန်းလေးဖြစ်ပါတယ်အားလုံးလေးစားရတဲ့ဆရာကြီး Professor အာဆင်ကပြည်တော်ကတနေ့ဆရာကြီးအာဆင်ကဦးဆောင်ပြီးတော့ပထမဆုံးဖွင့်လှစ်တဲ့နှစ်ဖြစ်ပါတယ်ဒီအချက်လက်တွေကိုဒီဓာတ်ပုံလေးထဲမှာကြည့်မယ်ဆိုရင်တော့အားလုံးသိတာထင်ရှားပါတယ်ကြာချိန်ကတော့အပတ်စဉ်39လခွဲခန့်ကြာ9လခွဲကြာပါတယ်တရားတဲ့နေရာတော့တစ်ပတ်ကိုတရက်တောက်ကြနေတရားပါတယ်အချိန်အပြည့်ဆိုရင်ညနေ4နာရီကနေ6နာရီထိ2နာရီတာသင်ကြားတဲ့အတိုင်းဖြစ်ပါတယ်သင်တန်းကြီးအနေအားအပြည့်ဆိုရင်တော့ USA ဒေါ်လာ220ပေးရမှာဖြစ်ပါတယ်ထူးခြားနာဂနန္ဒကျောင်းသားဟောင်းများအနေနဲ့ဖြစ်ဆိုရင်တော့ USA ဒေါ်လာ180ပဲပေးရမယ့်အတန်းဖြစ်ပါတယ်နည်းနည်းချက်ပြီးတော့မိတ်ဆက်ပြရမယ်ဆိုရင်တော့English through Buddhism ဒီအတန်းဆိုရင်ဆရာကြီးကစာအုပ်တုံးကိုပြဋ္ဌာန်းထားပါတယ်တော့လည်း10ခန်းပါပါတယ်ဒီဘက်ကိုတစ်ခန်း10ခန်းပြီးရင်တော့ပြီးရင်တစ်ခါ၄ခန်းဆောင်ပွဲဖြည့်ဆို့ရပါတယ်ပညာပုံတွေကတော့ reading အနေနဲ့5ပုဒ်ပါမယ်တုတ်တန်2ပုဒ်ပါမယ်ဇတ်တော်1ပုဒ်ပါမယ် modern scholar တွေရေးတဲ့စာအုပ်ထဲတွေက2ပုဒ်ပါမယ်စုစုပေါင်း5ပုဒ်ပြဋ္ဌာန်းထားပါတယ်ဒီအနေပတ်သက်လို့အကျယ်တဝင်းဒီကောင်းတဲ့ပတ်သက်လို့အကျယ်တဝင်းသိကြရင်တော့ခေါ်ရှင်းအန်စာထိုင်မှာလက်ရှိတက်ရောက်နေတဲ့နာဂနတက္ကသိုလ် MPPH မိတ်ဆက်မဲ့ဆရာတော်ဥပ္ပယင်တာကိုမြင်မြန်စုံစမ်းရပါတယ်sorry နောက်ထပ်ပြီးတော့မိတ်ဆက်ပြရမှာတော့ဒီပရိုမာ program ဖြစ်ပါတယ်ဒီပရိုမာ program မှာဆိုရင်ဒီပရိုမာဆိုင်ရာ10တန်းရှိပါတယ်အတန်း10တန်းရှိပါတယ်ဒီမှာ highlight ပြထားတဲ့အတန်း2တန်းကတော့အင်္ဂလိပ်မီဒီယမ်စင်လာမီဒီယမ်နှစ်ခုနဲ့ဖွင့်လှစ်နေတဲ့အတန်းတွေဖြစ်ပါတယ်နည်းနည်းလေးချက်ပြီးတော့မိတ်ဆက်ပြရမယ်ဆိုရင်တော့ပထမဆုံးဒီပရိုမာအင်္ဂလိပ်အချိန်ကာလအပြည့်ဆိုရင်တော့1 year ကြာမြင့်မှာဖြစ်ပါတယ်သင်တန်းကြီးအပြည့်ဆိုရင်တော့US ဒေါ်လာ290ပေးရမယ်အတန်းလည်းဖြစ်ပါတယ်တချို့ကတော့ US ဒေါ်လာကိုတစ်ခါတည်းပေးသွင်းတာလည်းရှိသလိုတချို့ကတော့သတ်မှတ်ထားတဲ့ပထမဆုံးအဖြတ်ကလေးနဲ့တွင်းလို့ရပါတယ်တစ်လတစ်ချိန်တွင်းရပါတယ်ခါလည်းမတွင်းနဲ့ရပါတယ်
ပထမဆုံးမဖြစ်မနေတွေ့ရမှာတော့ဒီ residence visa အတွက်ရူပီ5950 USA ဒေါ်လာ20နဲ့ညီမျှတဲ့ငွေကြေးကိုပထမဆုံးပေးသွင်းရမှာဖြစ်ပါတယ်ထူးခြားချက်အနေနဲ့ကတော့ဒီပမာအင်္ဂလိပ်အတန်းကဒီနေ့ဆရာအပြောင်းလဲကြောင်းနည်းနည်းပါးပါးအပြောင်းလဲတွေအများကြီးရှိနိုင်ပါတယ်မိမိတို့လေ့လာခဲ့တဲ့2000ပညာသင်နှစ်ကတော့စောရောမှုနဲ့ပညာသင်နှစ်ပြီးဆုံးပြီးတော့ဇန်ဝဲပြီးဆုံးဝန်ထမ်းတပင်ကိုပြီးခဲ့တဲ့2024ဒီဇင်ဘာလထဲမှာကျင်းပပေးခဲ့ပါတယ်ဒီခုနှစ်လေ့လာနေတဲ့ဒီပရိုမိုင်းအင်္ဂလိပ်ခေါ်ကျောင်းသားတွေကတော့ပထမ first semester တော့ဖြတ်တန်းခဲ့ပြီးတော့ second semester စားဖို့အတွက်ဆရာမအပြောင်းလဲကြောင်းသူတို့လက်ရှိမှာတော့မစနိုင်ပါဘူးမစနိုင်ပေမဲ့ကျောင်းသားတွေနဲ့သူတို့ဖွဲ့စည်းထားတဲ့ WhatsApp ရှိပါတယ်ကျောင်းသားတွေသူတို့နဲ့သူတို့တက္ကသိုလ်ရုံးပိုင်းဆိုင်ရာဆရာမတွေပါဝင်တဲ့WhatsApp ကနေပြီးတော့သူတို့ပြန်ပြီးတော့ meeting ခေါ်ပြီးတော့စာမိုးပွဲပြန်ပြီးတော့တင်ပြရှိတာကိုပြန်ပြီးတော့တင်ကြပို့ချမယ်စာမွေးတွေဖြည့်မယ်အားလုံးမကြမီပြန်ပြီးတော့ကျင်းပမယ်မပြီးပြတ်တဲ့ second semester ကိုပြန်ပြီးတော့တင်ကြပို့ချရင်စာမွေးကျင်းပမယ်အတန်းဖြစ်ပါတယ်ဒီကတော့ထူးခြားဗီဇာပေးတဲ့အတန်းဖြစ်ပါတယ်အများတော်အဖြစ်မြန်မာရန်တော်တက်တာတော့အေးလင်ကရောက်ပြီးတော့ MA တက္ကသိုလ်ဒီမှာတက်ပြီးတော့နောက်နှစ်ဆက်နေခြင်းနဲ့ဆက်ပြီးတော့အေးလင်ကမှာတင်းလုံးခြင်းနဲ့ကျောင်းသားတွေအကြတဲ့အတန်းဖြစ်ပါတယ်1 year ဗီဇာပေးတဲ့အတန်းဖြစ်ပါတယ် entry visa တော့မပေးပါဘူးမြန်မာနိုင်ငံနေပြီးတော့လာပြီးတော့တန်းပြီးတော့ join လို့မရပါဘူးဒီလင်္ကာရှိတဲ့ကျောင်းသားတွေအနေနဲ့join လို့ရတဲ့အတန်းဖြစ်ပါတယ်နောက်တစ်ခုထပ်ပြီးတော့မိတ်ဆက်ပေးရမှာတော့ postgraduate diploma in Buddhist study ဒီတန်းတော့တက္ကသိုလ်ဖွင့်စ2015 ကနေစတင်ပြီးတော့ကိုဗစ်မတိုင်မီအချိန်အထိဖွင့်လှစ်ခဲ့တဲ့အတန်းနဲ့ဖြစ်ပါတယ်စီနီယာအတော်များတဲ့တက်ရောက်ခဲ့တဲ့အတန်းနဲ့ဖြစ်ပါတယ်တက်ရောက်ပြီးအောင်မြင်ပြီးတော့လက်ရှိဒေါက်တာတွေပြီးတဲ့ဆရာတော်တွေတွေ့ရှိရပါတယ်သင်တန်းကြီးတော့အချိန်အပြည့်တော့ဝိုင်းရပါပဲသင်တန်းကြီးအဖြစ်တော့US ဒေါ်လာ350ပေးသွင်းရမှာဖြစ်ပါတယ်မိမိတင်ပြခဲ့တဲ့ survey program diploma program နှစ်ခုနဲ့ပတ်သက်လို့မရှိမလွတ်နာရှိရင်ပေါ်ရှင်းအားအစမ်းထိုင်းမှာမိမြန်စုံစမ်းလို့ရပါတယ်ဒီနေ့ညအခမ်းအနားကိုအချိန်ပေးပြီးတော့ချီးမြှောက်ကြတဲ့ပါရီစီပင်တဝူချင်းဒီတိုင်းကိုနာဂနန္ဒတက္ကသိုလ်ကျောင်းသားများအားလုံးကိုစားကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာဟုတ်ဗျာနာဂနန္ဒတက္ကသိုလ်ရဲ့ဒီပလိုမာတန်းကိုမိတ်ဆက်ပြောကြားပြပါတော့ဘုန်းကြီးဦးစောတိက MSA အဖွဲ့ကကြားပြီးတော့ကျေးဇူးထူးတင်ရှိပါတယ်ဗျာထို့နောက်နံပါတ် 4စီစဉ်ရနာဂနန္ဒတက္ကသိုလ်ဒီတန်းကိုဘုန်းကြီးဦးမီလိန်တာနဲ့ဆရာလေးမက္ခုလာဝရီတို့မှမိတ်ဆက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာတို့ပါတော့ကြောင့်ဘုန်းကြီးဦးမီလိန်တာပြီးတော့ဖိတ်ကြားပါသည်ဗျာဖျားရီရောအခု screen share တာမြင်ရလားမသိဘူးဗျာမြင်ရပါဘူးမှန်ပါဟုတ်ပထမဆုံးနည်းနည်းတော့ပြောချင်တာကတော့ဒီတက္ကသိုလ်မိတ်ဆက်ပွဲတွေကိုကမကထဦးစီးပြီးဆောင်ရွက်ပေးရတဲ့မြန်မာ Student Association Sri Lanka မှာပါဝင်ဆောင်ရွက်နေကြတဲ့ကိုအားဉာဏ်အားနဲ့ပါဝင်ဆောင်ရွက်နေကြတဲ့ဖျားရီရဲ့ဆရာသမားတွေရောနောင်တော်များအားလုံးအထူးပဲကျေးဇူးတင်ကြောင်းဥစွာနဲ့ပြောလိုပါတယ်ဗျာဖျားရီတော်ကတော့နာဂနန္ဒတက္ကသိုလ်မှာအခုလက်ရှိ BA တန်းကိုစတင်နေတဲ့ကျောင်းသားလည်းဖြစ်ပါတယ်ဗျာဆိုတော့ဖျားရီတော်တို့ဒီ BA တန်းကိုပဲဖျားရီတော်မိတ်ဆက်ပေးသွားပါမယ်ဖျားရီတော်ရဲ့ classmate ဖြစ်တဲ့ဆရာလေးမောက်ကူလာဝတီနဲ့အတူတူမိတ်ဆက်သွားမှာဗျာဆိုတော့BA တန်းမှာဒီတော့ undergraduate program မှာဌာန3ခုရှိပါတယ်ဗျာ Faculty of Buddhist Study ဒါတော့ကဖျားရီတော်တို့မြန်မာရဟန်းတွေတိလရှင်တွေ
အများဆုံးတက်ကြတဲ့ဌာနဖြစ်ပါတယ်ဗျာကျန်တဲ့ဌာနတော့က IT ဌာနရှိတယ်Humanity and Social Science ရှိတယ်ဗျာဒီဌာနတွေတော့ဒီလိုမသိရတဲ့မိတ်ဆက်ပြီးမှမဟုတ်ဘဲနဲ့ဖြတ်ပြီးတော့ခုလက်ရှိတက်နေတဲ့ Buddhist Study ဌာနကိုပဲမိတ်ဆက်ပြီးမှဖြစ်ပါတယ်ဗျာဆိုတော့ Buddhist Study ဌာနမှာ BA General ရှိပါတယ်ဗျာနောက်တစ်ခုကBA Honor ရှိပါတယ်ဗျာဒီနှစ်ခုကဘာကွာမလဲဆိုရင် BA General ကတော့က duration က3 year ဖြစ်ပါတယ်ဗျာonline မရပါဘူးဗျာ on site နေလည်းတင်ပါတယ်ဗျာဒီ English medium နဲ့ Sinhala medium နှစ်ခုတင်ကြပါတယ်ဗျာ English medium ကို weekday ဗုဒ္ဓကျတာပဲတောက်ကြမှာတင်ပါတယ်ဗျာ Sinhala medium ကတော့စနေတနင်္ဂနွေပဲတင်ပါတယ်ဗျာဒါ BA General ပါဗျာBA Honor ကတော့က duration က4 years ဖြစ်သွားပါတယ်ဗျာသူလည်းကျန်တာကြတော့တူတူပါတယ်ဗျာဒါတော့ဖျားရတော့ first year မှာပါတဲ့ course online နေဖြစ်ပါတယ်ဗျာsemester 1 semester 2ဒါဒီတော့ first year တွေပဲနမူနာအနေနဲ့ထုတ်ပြပေးတာဖြစ်ပါတယ်ဗျာဒီနေရာမှာဖျားရတော့ဒီအနည်းတွေကာလာသုံးထားတာတွေကMCU main subject တွေဖြစ်ပါတယ်ဗျာဒါတွေကဒီအမှတ်တရ GPA ကိုပေါင်းတဲ့ထဲမှာထည့်မှာဗျာဒီ COMA ဆိုတဲ့ CCU status တွေကတော့ကဒီလို GPA ပေါင်းတဲ့ထဲမှာမထည့်ပါဘူးဗျာဒါတော့ဖျားရတော့ BA ထဲမှာတင်ရတဲ့ timetable ဖြစ်ပါတယ်ဗျာပုံတစ်ခုကျန်တာပဲတောက်ကြ3ရက်တင်ပါတယ်ဗျာlecture တစ်ခုကို2နာရီသာတင်ပါတယ်ဗျာအဓိကအပြင်တင်တာတော့ကဗုဒ္ဓဟူးနဲ့ကျန်တာပဲမှာတင်ပါတယ်ဗျာ Friday ကျရင်တော့ကဗုဒ္ဓဟူးကျန်တာပဲသင်ခတ်တဲ့ lecture တွေကိုဒီလို exercise အနေနဲ့လုပ်ကြပါတယ်ဗျာဆရာမကြီးမေးတယ်ဒီလိုတော့ဖြေကြပါတယ်ဗျာဒါတော့ဖျားရတော့ BA မှာexamination နဲ့ပတ်သက်တဲ့ဟာတွေပါဗျာ subject တိုင်းဒီလိုကassignment တင်ရပါတယ်ဗျာပြီးရင်semester တစ်ခုပေးရနေစာမွေးဖြေရပါတယ်ဗျာတကယ်လို့စာမွေးမှာကြားခဲ့မယ်ဆိုလို့ရှိရင်တော့ကနောက်နှစ်ထပ်ဖြေရမှာဗျာကြားတဲ့ subject ကို assignment အမှတ်က20ယူပါတယ်ဗျာ assignment 20စာမွေးက3နာရီပါဗျာ question 8ခုပေးတယ်အဲ့မှာ5ခုကိုကြိုက်တာဖြေလို့ရပါတယ်ဗျာတစ်ပုဒ်ကို16မှတ်စီရပါတယ်ဗျာအလုံးပေါင်းစာမွေးက80 assignment က20အလုံးပေါင်း100ပါဗျာဆိုတော့ first year ပြီးတာနဲ့ second year ရောက်တဲ့အချိန်ကျရင်ဖျားပြီးတော့ general ယူမှာလားဒါမှမဟုတ်ရင် honor ယူမှာလား honor တဲ့ကိုမတူရတက်နိုင်လဲဆိုရင် first year result မှာ B သို့မဟုတ်ဒါထက်မြင့်တဲ့ grade ရတဲ့ပုံကိုယ်တွေကပဲတက်နိုင်ပါတယ်ဗျာတကယ်ဒီလိုရဲ့ result တွေကB အောက်ကိုရမယ် C ရမယ်ဆိုလို့ရှိရင်တော့ဖျားပြီးတော့က BA honor ကို second year မှာရွေးချယ်ခွင့်မရှိပါဘူးဗျာဒါတော့ဖျားပြီးတော့ဒီ cost fee တွေပါဗျာဒီအတွက်တစ်နှစ်ကိုဒေါ်လာ900ကျပါတယ်ဗျာ3နှစ်ပေါင်းဆိုလို့ရှိရင်တော့ BA general ဆိုလို့ရှိရင်တော့3နှစ်က1500ကျမှာဖြစ်ပြီးတော့ BA honor ဆိုလို့4နှစ်ဆိုလို့ရှိရင်တော့ဒေါ်လာ2000ကျမှာဖြစ်ပါတယ်ဗျာအကယ်၍စက်ဝင်စားရဆိုလို့ရှိရင်တော့ဒီတက္ကသိုလ်ကို BA တက်မယ်ဆိုလို့ရှိရင်တော့လိုအပ်တဲ့ document တွေပါဗျာဒီစာရွက်တွေကိုလည်းပါဒီ page မှာအသေးစိတ်တင်ထားဖြစ်တဲ့အတွက်ဖျားပြီးတော့အကျယ်တွင်းတော့မပြောတော့ပါဗျာတခုသတိထားမှာတော့ကဖျားပြီးတော့ကိုယ်တိုင်ရောအဲ့တဲ့နေရာမှာရဟန်းတော်တွေဆိုလို့ရှိရင်တော့ကရဟန်းခံရချုပ်လိုပါဗျာဒါလေးတစ်ခုပါဗျာ MA ရောမလိုဘူးလို့လည်းပြောပါဗျာဒါပေမဲ့ဒီတော့ကတော့လိုအပ်ခဲ့ပါဗျာဒါတွေကတော့ကရုံးခန့်ရနေပြီလာတဲ့ချက်လက်တွေဖြစ်ပါရဲ့ဗျာဟုတ်ကဲ့ဖျားပြီးတော့ BA ဘိုင်းကတော့ဒီလောက်ပဲမိတ်ဆက်ပြဗျာကျန်တဲ့ဒုတိယပိုင်းတော့ဒီဆရာလေးမကူလာဝရီကနေမိတ်ဆက်ပြပါမယ်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာ2 minutes နဲ့ပြလိုက်မှန်ပါအဲ့ဒါဒီတော့ထပ်ပြလိုက်မှာအဲ့လိုမဆုမြတ်maximum ဆရာလေးဆရာလေးမကူလာ
ဒါလေးမကူလာဦးကြီးရှိလားမ အဲ သိ ထပ်ဖိတ်လိုက်ပါ ဘူးဖတ်ပြလိုက်မယ်နော် မှန်ပါမှန် အာ တပည့်တော်ကဟိုမလို့ဗျအမေဖြေချာမှာခြေုံပဲရှိမှာဗျတပည့်တော်တရားအကုန်ပြီးသားရည်ဗျမိတ်ဆက်အတန်ဘေးတန်းအကုန်ပြီးပြီဗျ အော်โอเค ဒီ โอเค ဆိုင်ရာအားလုံးပြီးသွားပါပြီ โอเคโอเคအဲ့ဒါခုလာပါဆက်လုပ်ပါဗျာ ကလေးဒီပေါ့နော်နိုင်ငံလေးနံပါတ်လေးနာဂနန္ဒတက္ကသိုလ်ဘီအေတန်းကိုဘုန်းကြီးဦးမလင်တာနဲ့ဆရာလေးမကူလာဦးတီတို့ကမိတ်ဆက်ပေးပြီးတဲ့နောက်မှာနံပါတ်5အစီအစဉ်ကိုဘုန်းကြီးဦးမူနေတာမှာဆက်လက်ပြောကြားပေးမှာဖြစ်ပါသည်ဗျာနံပါတ်5အစီအစဉ်ကိုမော်ဒရာဖြစ်ဆက်လက်တောင်းယူဆောင်ရွက်ရန်ဖျားတပည့်တော်ဘုန်းကြီးဦးမနေတာအားဖိတ်ကြားပါသည်ဗျာ မှန်ပါဗျာအားလုံးမင်္ဂလာပါဗျာယနေ့ညနာဂာနန္ဒအွန်လိုင်းတက္ကသိုလ်မိတ်ဆက်ပွဲရဲ့အခမ်းအနားအစီအစဉ်9ချက်ထဲကရှေးပိုင်းအခမ်းအနားအစီအစဉ်4ချက်ကိုဘုန်းကြီးဦးလာဘကမော်ဒရာဖြစ်ဆောင်ရွက်ပြီးတဲ့နောက်မှာဖျားတပည့်တော်မူနေတာကယနေ့ညအခမ်းအနားရဲ့နောက်ပိုင်းအစီအစဉ်တွေကိုမော်ဒရာဖြစ်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျာဆက်လက်ပြီးခန္ဓာအစီအစဉ်9ရဘုန်းကြီးဦးဝီစာရိဏနဲ့မဆုမြတ်ကျော်တို့ကနာဂာနန္ဒတက္ကသိုလ်ရဲ့ MA1 ရနဲ့ပတ်သက်ပြီးမိတ်ဆက်ပြောကြားပေးရန်ဖြစ်ပါတယ်ဗျာဒါကြောင့်ပရိဇဏ2ဦးရှိတဲ့ထဲကဘုန်းကြီးဦးဝီစာရိဏကိုရှေးဦးစွာဖိတ်ခေါ်ပါတယ်ဗျာဒီမှာဗျာနာဂနာဂတက္ကသိုလ်မိတ်ဆက်ပွဲတို့ကြောက်လာကြတဲ့တက္ကသိုလ်တည်တည်မှတန်ခါတော်ရှင်သူများများဆရာလေးများနယ်ပယ်တည်တည်မှတက္ကသိုလ်ပညာရေးကိုစိတ်ပါဝင်စားကြတဲ့သူတည်တည်များအားလုံးကိုမင်္ဂလာပါလို့တပည့်တော်အနေနဲ့ရှေးဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်ဗျာတပည့်တော်ကတော့နာဂနာတက္ကသိုလ်မှာလက်ရှိ MA1 ရတန်းကိုတက်နေတဲ့ဝိဆိုင်တာဖြစ်ပါတယ်ဗျာဒီနေ့ရောတက္ကသိုလ်နာဂနာတက္ကသိုလ်ရဲ့ MA1 ရနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ကိုတပည့်တော်ဝိစာရင်တာနဲ့ဒီရော classmate မဆုတက္ကမလေးစုမြတ်ကျော်ကနေပြီးတော့ပူရဲပြီးတော့ဒီလိုမိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဗျာဒါလို့နာဂနာကတက္ကသိုလ်ကဒုက္ခလို့ဆိုလို့ဒီလို MA1 ရနဲ့ MA1 ရဒီလိုကျောင်းခေါ်နေပေါ့ဗျာကျောင်းနေစတင်ပြီးတော့အဲ့လိုရပါပြီဗျာစလိုက်ကလေးရွှေ့ရောဒါဒီလိုဒီနာဂနာတက္ကသိုလ်အတိုင်းမျိုး MA1 ရနဲ့ပတ်သက်ပြီးတော့ဒီလိုကျောင်းခေါ်နေပေါ့ဗျာနောက်ထပ်ဒီလိုဒါ slide ကြော်ညာလေးပါဗျာနောက်တစ်ခု slide တစ်ခုဒီလိုရွှေ့ခွင့်ပြုအောင်ဗျာဒီနာဂနာတက္ကသိုလ်မှာဆိုလို့ရှိရင်ဒီလိုဗုဒ္ဓ study ကိုလည်းပြောနှစ်ခါနာရှိတဲ့ထဲမှာဒီလို MA1 ရနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဗျာဒီလိုကတော့ MA1 ရနဲ့ပတ်သက်ပြီးတော့ subject တွေနဲ့ပြီးလို့ရှိရင်ဆောင်းဝဲဆိုင်ရာတွေဒီလိုဒီပြီးတော့မိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဗျာဒီလို MA1 ရမှာဆိုလို့ရှိရင်ဒီလိုဘာသာရပ်အနေနဲ့ဒီလို6ခုရှိပါတယ်ဗျာMABS 114မှာတော့ဒီလိုဒီ Buddhist literary source ကိုအဓိကထားပြီးတော့တင်ပါတယ်ဗျာအဲ့ဒီမှာဒီလိုဒီထေရဝါဒမဟာယာနကျမ်းစာတွေပြီးလို့ရှိရင်ထေရဝါဒမှာလည်းပါဠိတော်အကြောင်းတွေနဲ့အထာဂရတိကအကြောင်းတွေကိုအဓိကထားပြီးတော့တင်ကြားပို့ချပါတယ်ဗျာအထာဂရတိကအိမ်မှာဆိုလို့ရှိရင်လည်းဒီဘသူတွေရေးခဲ့တာလဲဘယ်နေရာမှာရေးခဲ့တာလဲဘာကြောင့်ရေးခဲ့ရလဲဆိုတဲ့အကြောင်းအရာဒီအချက်တွေပေါ်မှာမူတည်ပြီးတော့အဓိကအဖြစ်တင်ကြားပို့ချတဲ့ဘာသာရပ်ဖြစ်ပါတယ်ဗျာနံပါတ်1ဒီလိုဒီဘာသာရပ်ကတော့ဒီလို MABS 1124ပါဗျာဒီလို fundamental doctrine of Buddhism ပါဗျာဒီဥစ္စာကတော့ဒီလိုဒီမြတ်စွာဘုရားရှင်တရားဒေသနာတော်ရမှာဒီခန္ဓာ၅ပါးကြောင့်သစ္စာ၄ပါးကြောင့်မဂ္ဂင်၈ပါးကြောင့်နိဗ္ဗာန်ကြောင့်အယူဆအမျိုးမျိုးကိုဆရာကနေပြီးတော့အဓိကအားဖြင့်ဒါသင်ကြားပို့ချပေးတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်ဗျာနံပါတ်3ကတော့ဒီလို MABS 1134ပါဗျာဒါကတော့ဒီထင်ရှားကြော်ကြားတဲ့ဆရာကြီးအာစင်ကရဲ့ဘာသာရပ်ပါဗျာIntellectual History of Buddhism ပါဗျာဒီဘာသာရပ်မှာဆိုဆရာကြီးကတော့ဒီအိန္ဒိယနိုင်ငံမှာဗုဒ္ဓဘာသာမပေါ်ခင်ရှေးဥခေတ်ကာလနဲ့ဗုဒ္ဓဘာသာမြတ်စွာဘုရားရှင်ခေတ်ကာလပြီးလို့ရှိရင်မြတ်စွာဘုရားရှင်ရဲ့နောက်ပိုင်းကာလ3ကန္တာခွဲပြီးတော့ဆရာကြီးကသင်ကြားပို့ချပါတယ်ဗျာဒါမှဒီနေရာမှာဆိုလို့ရှိရင်လည်းဆရာကြီးကဒီဗုဒ္ဓဘာသာရှေးခေတ်ပိုင်းကာလဆိုလို့ရှိရင်လည်းဒီမြတ်စွာဘုရားရှင်ဘောကမှာလူတွေရဲ့အသိဉာဏ်ပိုင်းဆိုင်ရာတွေအကြောင်းကိုသင်ကြားပို့ချတယ်ပြီးတော့မြတ်စွာဘုရားရှင်ပေါ်လာတဲ့အခါမျိုးမှာလည်းအိန္ဒိယနိုင်ငံမှာအသိဉာဏ်ပိုင်းဆိုင်ရာတွေဘယ်လိုမျိုးပြောင်းလဲသွားတယ်တိုးတက်သွားတယ်ဆိုတာကိုဆရာကြီးကပို့ချပါတယ်ဗျာ
နောက်တစ်ခုကကြတော့မြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးရဲ့နောက်ယဟန်တန်ဃာတော်တွေဂိုင်းကွဲတာတွေကစပြီးတော့ဒီအသိပညာပိုင်းဆိုင်ရာတွေတိုးတက်ပြောင်းလဲပုံကိုအဓိကအပြင်သင်ကြားပို့ချပါတယ်ဗျာဒီနေ့မှာတို့တခုဆရာကြီးနဲ့ပတ်သက်ပြီးတော့ဆရာကြီးသုံးသပ်ပြသွားတဲ့အရာလေးတစ်ခုကဘာလဲဆိုလို့ရှိရင်ဒီထေရဝါဒမဟာယာနစသည်ကွဲသွားတာဒီစန့်ကျင်ဘက်ပြိပက္ခအကြောင်းမဟုတ်ဘဲနဲ့မြတ်စွာဘုရားရှင်ရဲ့တရားဒေသနာတို့ရဲ့အပေါ်မှာရှုမြင်သုံးသပ်ပုံကွာခြားပုံကြောင့်ဒီဂိုင်းကနကွဲသွားတယ်ဆိုပြီးတော့ဆရာကြီးကဒီနေရာမှာသုံးသပ်ပြီးတော့သင်ကြားပို့ချပေးသွားတာရှိပါတယ်ဗျာနောက်နံပါတ်4မှာဆိုတော့ MAPS 1244ပါဗျာဒါကတော့ဒီ Buddhist Theory of Knowledge and Ethics ပါဗျာ Buddhist Theory of Knowledge မှာဆိုလို့ရှိရင်လည်းဆရာကပြောလို့ဒီဗုဒ္ဓဘာသာရဲ့ဒီဘိညာဉ်ပိုင်းဆိုင်ရာတကူပိုင်းဆိုင်ရာတွေပြီးလို့ရှိရင်အခုခေတ်စားနေတဲ့တပိညုတဉာဏ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဓိကအားဖြင့်သင်ကြားပို့ချတဲ့ဘာသာရပ်ဖြစ်ပါတယ်ဗျာနောက်တစ်ခုကကျတော့ Ethics ပါဗျာ Ethics မှာကြားလို့ရှိရင်ပြောလို့ Western Ethics နဲ့ Buddhist Ethics ကိုဆရာက compare လုပ်ပြီးတော့သင်ကြားပို့ချတယ်ပြီးလို့ရှိရင်ဒီ Ethics ကိုပြောလို့ဒီမှာဒီ psychology philosophy ပိုင်းဆိုင်ရာနေပြီးတော့ branch အမျိုးမျိုးနဲ့ခွဲခြားပြီးတော့သင်ကြားပို့ချပေးတဲ့ဘာသာရပ်ဖြစ်ပါတယ်ဗျာနောက်နံပါတ်5ကတော့ MAPS 1254ပါဗျာဒီမှာ Buddhist Economic and Political တော့ပါဗျာဒီမှာဆိုလို့ရှိရင်ဆရာကဒီဘာသာရပ်နဲ့ပတ်သက်ပြီးတော့သင်ကြားပို့ချတာကကြတော့မြတ်စွာဘုရားရှင်ခေတ်ကာလမှာဒီစီးပွားရေးဆိုင်ရာကိုမြတ်စွာဘုရားရှင်ကဘယ်လိုမျိုးပြုလုပ်ရမယ်ဘယ်လိုမျိုးစီးပွားကိုရှာဖွေရမယ်ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာတွေကိုမြတ်စွာဘုရားရှင်ရဲ့တရားဒေသနာတော်တွေကိုဒီတုတ်တန်တွေကိုမှီခိုပြီးတော့သင်ကြားပို့ချပါတယ်ဗျာpolitical တော့နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ခေတ်ကာလမှာဆိုလို့ရှိရင်မိုနာကာကီနဲ့ဒီလိုဒီမိုနာကာကီနဲ့ဒီလိုဒီrepublic တို့ရဲ့ဒီအပြိုင်မှုတွေသူတို့နှစ်ခုရဲ့ကြားထဲမှာမြတ်စွာဘုရားရှင်ရဲ့နိုင်ငံရေးအခမ်းကဏ္ဍမှာပါဝင်ပြီးတော့ပြုလုပ်ဆောင်ရွက်ပုံတွေကိုမြတ်စွာဘုရားရှင်ရဲ့တုတ်တန်တွေကိုမှီခိုပြီးတော့မှဆရာကအဓိကအားဖြင့်သင်ကြားပို့ချတဲ့ဘာသာရပ်ဖြစ်ပါတယ်ဗျာနောက်ဆုံးဘာသာရပ်ကတော့ဒီ MAPS 1265ပါဗျာBuddhist Art and Architecture ပါဗျာဒီမှာဆိုလို့ရှိရင်တော့ဆရာကပြောတယ်တီးလင်္ကာနိုင်ငံမြန်မာနိုင်ငံမှာရှိတဲ့စေတီပထိုးတွေအကြောင်းတွေဒီစေတီပထိုးစင်တုတော်တွေကိုစတင်ပြီးတော့ပြုလုပ်ပြီးတော့ပူဇော်တဲ့အကြောင်းအရာတွေနဲ့စေတီပထိုးတိဆောက်ပုံအကြောင်းအရာတွေကိုကွန်ပီယာလုပ်ပြီးတော့သင်ကြားပို့ချတဲ့ဘာသာရပ်ဖြစ်ပါတယ်ဗျာဒါကတော့ဒီ MA1 ရက်နဲ့ပတ်သက်ပြီးတော့သင်ကြားပို့ချတဲ့ဘာသာရပ်6ခုပါဗျာဒီ6ခုတည်းကမှဒီနောက်ဆုံး2ခုမှာဒီကာလာနဲ့ပြထားတဲ့2ခုကတော့ဒီလိုဆောင်းပွဲမှာဆိုလို့ရှိရင်ရွေးချယ်ပြီးတော့တဘာသာပဲဖြေရပါတယ်ဗျာတဘာသာကဖြေစရာမလိုပါဘူးဗျာassignment ပဲတည်အောင်ပါပဲဗျာဘာသာရပ်အတိုင်းမှာဒီလိုဆောင်းပွဲပြီးလို့သင်ကြားပို့ချဖို့ပြီးပြီဆိုလို့ရှိရင်ဒီလိုassignment တစ်စောင်စီတင်ရပါတယ်ဗျာစာသင်ချိန်တွေကတော့10ပတ်ရှိပါတယ်ဗျာဒီအပတ်တိုင်းမှာစနေနေ့တိုင်းတင်ပါတယ်ဗျာနာရီ30တင်တယ်မနက်ပိုင်း3နာရီနဲ့နေ့ကပိုင်း3နာရီဆိုပြီးတော့တင်ပါတယ်ဗျာအဲ့လိုပြီးပြီဆိုလို့ရှိရင်ဒီတို့အနေနဲ့ကဒီစာသင်ချိန်ပြီးပြီဆိုလို့ရှိရင်ဒီတို့တီးစစ်တုံးလို့ Excel နဲ့ essay ကိုစလုံးရေ9000နဲ့တစ်ဆောင်တင်သွင်းရမှာဖြစ်ပါတယ်ဗျာအဲ့ဒီခေါင်းစဉ်ကိုကြာဒီတို့ကဆရာကြီးအစင်ကကိုတိုက်ရိုက်ဒီတို့ကတင်ပြရတယ်ဆရာကြီးအစင်ကနေမှဒီခေါင်းစဉ်ကိုသူကကြက်မှတ်ပြီးတော့ဒါဖြစ်တဲ့နဲ့ဒါမဖြစ်တဲ့မျိုးတော့ဒီကိုခေါင်းစဉ်ကိုပြန်ပြီးတော့ပြင်ပေးတာတွေအရေးမဲ့အကြောင်းအရာကိုပြန်ပြီးတော့တက်မှတ်ပေးတာတွေပြုလုပ်ပေးပါတယ်ဗျာအဲ့ဒါကတော့ဒီအခုလည်းပြောခဲ့တာကတော့ဒီစက်ပတ်ချက်ပိုင်းဆိုင်ရာရဲ့ဒီစာဝိုင်းဆိုင်ရာတွေကိုဒီလိုပြောခဲ့တာဖြစ်ပါတယ်ဗျာကြံပြီးတော့နောက်ထပ်ပြီးတော့ဒီလိုဒီ MA1 ရက်နဲ့ပတ်သက်ပြီးတော့လူပုဂ္ဂိုလ်များဆိုင်ရာတွေကိုနဲ့ပတ်သက်တာတွေအဆောင်တွေတန်ဃာတွေအဆောင်တွေသူတွေနဲ့ပတ်သက်ပြီးတော့ဒီလိုတက္ကမလေးစုမြတ်ကျော်ကနေပြီးတော့ဆက်လက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအားလုံးမင်္ဂလာပါဗျာတပည့်တော်နာမည်ကတော့စုမြတ်ကျော်ဖြစ်ပါတယ်အခုတပည့်တော်နာဂနနာတက္ကသိုလ်မှာ MA1 ရတက်ရောက်နေတဲ့တခုသီးသောမြန်မာကျောင်းသူဖြစ်ပါတယ်ရှင်ဗျာဟုတ်ရှင်ဗျာတို့ဆရာလေးတွေ့ရတာဝမ်းသာပါတယ်တပည့်တော်လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်လူပုဂ္ဂိုလ်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့အဓိကထားဆွေးနွေးပြသွားမှာဖြစ်ပါတယ်တပည့်တော်တို့ပေါ့နော်ကျောင်းသားတွေအတွက်ဘာတွေလိုအပ်လဲပေါ့နော်ကျောင်းသားတွေအတွက်လိုအပ်ချက်တွေကိုအဓိကပြောမယ်ဆိုရင်လူပုဂ္ဂိုလ်တွေဆိုရင်တော့ဒီ MA Master တန်းကိုတက်ဖို့ဆိုရင် Bachelor တန်းအောင်ပြီးမှလာပါမယ်ပေါ့နော် Bachelor ဝယ်ရပြီးမှ
ဒီ MA တန်းကို join လို့ရပါမယ်ပြီးတော့ဆရာရဟန်းတန်ဃာတွေဆရာသီလရှင်ဆရာလေးတွေအတွက်ကကြတော့ဓမ္မစရိယလည်းအောင်ပြီးမှရပါမယ်မဟုတ်ဘူးဆိုလည်းဒီဘက်က Buddhist တွေမြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓတက္ကသိုလ်ကျောင်းတွေဗုဒ္ဓတက္ကသိုလ်တွေမှာ BA တန်းပြီးသွားတယ်ဆိုရင်တော့ဒီ Master တန်းကို join လို့ရပါတယ်အဲ့တော့ Master တန်းကို join လို့ရတဲ့ပုံစံကရဟန်းနေဆရာသီလရှင်ဆရာလေးတွေအတွက်ဆိုရင်တော့နှစ်ရှိပါတယ်ပေါ့နော် BA Buddhist တွေပြီးသွားတဲ့ဆရာအတန်းဆိုလည်းရတယ်နောက်မဟုတ်ရင်လည်းဓမ္မစရိယအောင်ပြီးသွားတယ်ဆိုလည်းဒီ MA တန်းကို join လို့ရပါတယ်လူပုဂ္ဂိုလ်တွေဆိုရင်တော့ Bachelor ဘွဲ့ရပြီးမှကဒီ MA တန်းကို join လို့ရမှာနော်ပြီးတော့ဒီ MA တန်းမှာဆိုရင်တော့အရှင်ဘုရားတွေအတွက်ဆိုရင်တော့ပေါ့နော်hostel ကဒီနှစ်ထဲမှာစီစဉ်ပေးတာမျိုးတပိတော့လည်းမကြားမိဘူးပေါ့နော်ဒါပေမဲ့ဆရာလေးတွေပဲကြတော့ hostel နေလို့ရပါတယ် hostel မှာhostel fees တော့ပေးရပါတယ်ပေါ့နော်အဲ့ဒါသူတို့ရဲ့ပတ်စံ rupee 1000ပေါ့ဒီတစ်လ1000ပေးရပါတယ်ဒီ1000ထဲမှာရေဘူးမီဖို့အကုန်ပါပြီးသားဖြစ်ပါတယ်ပေါ့နော်ပြီးတော့အဆောင်မှာဆိုရင်တော့ဆရာလေးတွေကလူပုဂ္ဂိုလ်တွေရောဆရာလေးတွေရောပေါ့နော်ဟင်းချက်စွန့်ချက်လို့တော့မရပါဘူးဆရာလေးတွေအတွက်ကတော့ဒီနှစ်ပေါ့နော်ကျောင်းက MA ဆရာလေးတစ်ပါးကိုတော့ဒီဘိက္ခုနီကျောင်းကပေါ့နော်ကျောင်းဝင်းထဲမှာရှိတဲ့ဘိက္ခုနီကျောင်းကလည်းပြီးတော့မှအာယုံစိုးနေစွန်ကတ်လူပါတယ်ပေါ့နော်နေတိုင်းကတ်လူပါတယ်ဒါကတော့ဆရာလေးအတွက်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလူပုဂ္ဂိုလ်တွေအတွက်ကကြတော့ကျောင်းထဲမှာကက်တင်းရှိရပေါ့နော်နှစ်ခုရှိရကက်ဖေတေးရီးယားနဲ့ရိုးရိုးကန်တင်းပေါ့နော်ကက်ဖေတေးရီးယားမှာကြတော့အဆောင်မှုရှိမှာတုံကင်ဝယ်ပြီးတော့ခမင်းတစ်နက်ကို200နဲ့200နှုန်းနဲ့စားလို့ရတယ်အဲ့ဒါတော့ဘူဘေးပေါ့နော်ဒါမှမဟုတ်ရင်လည်းအဲ့ကထမင်းဟင်းတွေမကြိုက်ဘူးဆိုရင်လည်းပဲကန်တင်းတစ်ခုရှိတယ်ကန်တင်းမှာတော့သူကဘူဘီ300ဖြစ်သွားပါတယ်တစ်နက်ကိုပေါ့နော်အဲ့လိုမျိုးဝယ်စားလို့ရပါတယ်နောက်တစ်ခါကျတော့ဒီဟာဘာလို့အဲ့လဲဆိုရင် English scale ပေါ့နော်ဒါကတော့တပည့်တော်တေချာလေးတေချာလေး focus ထားပြီးတော့ပြောချင်တာဖြစ်ပါတယ်MA တန်းမှာဆိုရင်သင်ကြားတဲ့ဘာသာရပ်တွေကစာဖတ်ကြတဲ့ကိစ္စတွေများတယ်ပေါ့နော်စာဖတ်ရတာတွေလည်းများတယ်ပြီးတော့လက်ချလိုက်တဲ့အခါမှာတချို့သောဆရာတွေကပေါ့နော်ဆရာကြီးအာဇင်မာလို့ဆိုရင်လည်းပဲသူက PowerPoint slide လည်းမပေးဘူးတခါလေကြာဟန်းတော်လည်းမပေးဘူးပေါ့နော်အတန်းထဲမှာပဲဒီတိုင်းအလွတ်တန်းဆရာကြီးရဲ့ပြောတဲ့လက်ချတွေဒီတိုင်းနားထောင်ရတာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့တပည့်တော်တို့ဟာ English scale လိုတယ်ပေါ့နော် English scale ကို General English ကို B1 လောက်လုပ်လာဖို့က B1 လောက်လုပ်လာမှပဲအဆင်ပြေမယ်ပေါ့နော်အဲကြောင့် assignment တွေကိုကိုယ်တိုင်စီစဉ်တဲ့နေရာမှာကိုအတန်းထဲမှာလက်ချလိုက်တဲ့ဟာမှာပေါ့နော်အဲလောက် English scale အနည်းဆုံး B1 လောက်ရှိမှအဆင်ပြေမယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပါပဲနောက်တစ်ခုကကျတော့ဗီဇာကိစ္စတွေပေါ့နော်ဗီဇာကိစ္စတွေကကြတော့MA1 ရမှာဆိုရင်တော့ကျောင်းလာကတော့$900ပေါ့နော်စသချင်းဆိုရင်တော့ register ကြေး100အရင်ဆုံးသွင်းရတယ်ကျောင်းကိုရောက်ရင်200သွင်းရတယ်ပေါ့နော်နောက်ထပ်200ကိုတော့ဒီ second semester အစမှာသွင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဗီဇာပေါ့အရှင်ဘုရားတွေဆရာသီလရှင်ဆရာလေးတွေအတွက်ကကြတော့ဗီဇာက free ဖြစ်ပါတယ်လူပုဂ္ဂိုလ်တွေအတွက်ကကြတော့တပည့်တော်တို့ဆေးစစ်ကတယ်ပေါ့နော်ဆေးစစ်တာက$85ပေးရပြီးတော့ကျောင်းသားအတွက်တစ်နှစ်စာဗီဇာကတော့$200ပေးသွင်းရပါတယ်အဲဒါလူပုဂ္ဂိုလ်တွေအတွက်ကကြတော့နေထိုင်ခွင့်ဗီဇာအတွက်ဆိုရင်စုစုပေါင်း$275ကုန်ကျမှာဖြစ်ပါတယ်အရှင်ဘုရားတွေဆရာသီလရှင်ဆရာလေးတွေအတွက်ကတော့ဒါအကုန်လုံးအတွက်အခမဲ့ free ပါပေါ့နော်ဆိုတော့ဒါကဗီဇာနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်အဲဒါတပည့်တော်တို့ဘက်ကတော့ MA1 ရအနေနဲ့ပေါ့နော်တပည့်တော်တို့တင်ပြစရာကတော့ဒီလောက်ပဲဖြစ်ပါတယ်နော်အကယ်၍မိခွန်းလေးတွေရှင်းရင်လည်းပဲအမေးဖြေကဏ္ဍမှာမေးလို့ရပါတယ်တပည့်တော်နဲ့အရှင်ဘုရားကသိသလောက်ပေါ့နော်တဆွမ်းသလောက်ဖြေချပေးပါပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်အရှင်ဘုရားဟုတ်ပါပြီမဆုမြတ်နဲ့ဘုန်းကြီးဦးဝိစာရိနာဗျာတခုလိုမျိုးMA ဘာသာရပ်တွေနဲ့ပတ်သက်ပြီးသိသိတိုက်တဲ့ဘူတုဒတွေရောသင်ကြားပုံနည်းစနစ်ထူးခြားတာတွေကိုတင်ပြရုံမကဒီဘုန်းကြီးဆရာတော်တွေဆရာကြီးဆရာလေးတွေနဲ့မတူတဲ့လူပုဂ္ဂိုလ်တွေရဲ့အခန်းကဏ္ဍဘက်ကပါရှုထောင့်ကနေတင်ပြသွားတဲ့အတွက်ဒါဒီ MA1 ရနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားကြတဲ့ online ကနေစိတ်ပါဝင်စားစွာစောင့်ဆိုင်းနားထောင်နေကြတဲ့ဆရာတော်တွေလည်းပဲဒါ
ရှင်းလင်းလင်းနားလည်သွားကြမယ်လို့ဦးသိန်းအနေနဲ့ဒါယုံကြည်ပါတယ်ဒါကြောင့်မလို့အခုလိုမျိုးပြည့်ပြည့်စုံစုံတင်ပြဆွေးနွေးပေးသွားတဲ့အချိန်တို့တွင်းမှာလူရင်းထိမိအောင်တင်ပြပေးသွားတဲ့ဘုန်းကြီးဦးရီစာရိနာနဲ့မဆုမြတ်ကျော်တို့ကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဆက်လက်ပြီးခန္ဓာစီစဉ်6ရာဒေါက်တာဥဝသဝနဲ့ဘုန်းကြီးဥပညိန္ဒ PhD တို့ကနာဂနန္ဒတက္ကသိုလ်ရဲ့ MPPhD နဲ့ပတ်သက်ပြီးမိတ်ဆက်ပြောကြားရန်ဖြစ်ပါတယ်ဗျာအခုလိုပရန္တရာ2ဦးရှိတဲ့ထဲကဒေါက်တာဆရာတော်ဥဝသဝကဒီခီးစဉ်အခက်အခဲရှိတဲ့အတွက်ကြောင့်ခန္ဓာစီစဉ်ကိုပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက်ဘုရားတပည့်တော်ကပဲဒီနေရာကနေအလုံးနားလည်ပေးဖို့ရာတောင်းပန်လျှောက်ထားပါတယ်ဗျာဒါကြောင့်ခန္ဓာစီစဉ်6ကိုဆောင်ရွက်ဖို့အတွက်ဘုန်းကြီးဥပညိန္ဒ PhD ကိုဖိတ်ခေါ်ပါတယ်ဗျာမင်္ဂလာပါဗျာ မှန်ပါဗျာမင်္ဂလာ ဖျားတို့ရဲ့ဘွဲကတော့ဥပညနာဖြစ်ပါတယ်ဗျာလက်ရှိမှာတော့နာဂရဏတက္ကသိုလ်မှာဖျားတို့ပြီးတော့ PhD တန်းတက်ရောက်နေတဲ့ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်ဗျာအဲ့တော့မြန်မာ Student Association in Sri Lanka MSAS မြန်မာကျောင်းသားများအဖွဲ့အစည်းကနေကြီးမှုကျင်းပတဲ့တက္ကသိုလ်များမိတ်ဆက်ဌာနမှာဖျားတို့အနေနဲ့နာဂရဏတက္ကသိုလ်ကိုစားပြုပြီးတော့ MPhD PhD ကျောင်းကိုဆွေးနွေးပြတော့မှာဖြစ်ပါတယ်ဗျာအခမ်းအနားကိုကြောက်လာကြတဲ့ဆရာတော်တန်ဃာတော်များသီလရှင်ဆရာကြီးဆရာလေးများဘုက္ခုများအားလုံးကိုဖျားပြီးတော်နေနဲ့ရှိစွာမင်္ဂလာပါလို့အကုန်းဆက်တာပါတယ်ဗျာပြီးတော့ PowerPoint မြင်ရပါတယ်နော်ဗျာမြင်ရပါတယ်ဗျာမြင်ရပါတယ်sorry ပါဗျာပြီးတော့ line ကျနေပါဗျာဖျားပြီးတော့ Amphi PhD တန်းကဒီနာရဏတက္ကသိုလ်မှာ Faculty of Graduate Study ဌာနရဲ့အောက်မှာရှိပါတယ်ဗျာဖျားပြီးတော့ဒီနေ့ပြောသွားမယ် Amphi PhD နဲ့ပတ်သက်တဲ့အချက်လက်အများစုကဒီကျတို့ဌာနကနေထုတ်ပြန်ပေးထားတဲ့ Student Handbook စာအုပ်ထဲကနေပြီးတော့အချက်လက်တွေနဲ့ဖျားပြီးတော့လက်ရှိဒီကြုံတွေ့ရတဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ဗျာဒီဘက်ကကြတော့ဖျားပြီးတော့ဒီ2026အတွက်တက္ကသိုလ်ကနေပြီးတော့ကြော်ညာထားတဲ့ဒီ Amphi PhD တန်းအတွက်ကြော်ညာစာရွက်လေးပဲဖြစ်ပါတယ်ဗျာအဲ့တော့ Amphi PhD နဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေကို email ပဲဖြစ်ဖြစ်ဒီဖုန်းနဲ့ပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်ဖျားပြီးတော့အောက်မှာlink လေးတွေပေးထားပါတယ်ဗျာတက္ကသိုလ်ရဲ့ website ကိုဒီတို့ graduate study ဌာနရဲ့ website ကိုသိချင်တယ်ဆိုလို့ရှိရင်လည်းပဲတို့ website link လေးပေးထားပါတယ်ဗျာဒါကတော့ Amphi တန်းကိုတက်ရောက်မဲ့ကျောင်းသားတွေအတွက် information ဖြစ်ပါတယ်ဗျာ Amphi ကနေစပြီးတော့ Amphi ကိုပြီးအောင်သွားခြင်းတဲ့ကျောင်းသားတွေအတွက်ဒီတက်ရမဲ့နှစ်က minimum 2 year ဖြစ်ပါတယ်ဗျာ
extension နဲ့သွားမယ်ဆိုလို့ရှိရင် maximum 4 year ဖြစ်ပါတယ်ဗျာဆို amphi ကိုတက်ရောက်ချင်တယ်ဆိုလို့ရှိရင်မိမိအနေနဲ့ကဒီဗုဒ္ဓတက္ကသိုလ်တစ်ခုခုမှာဒီ Buddhist study နဲ့master တန်းပြီးထားရမယ်နောက်တစ်ခု BA general သို့မဟုတ်ဒီ special မှာ first class နဲ့တော့လည်းကောင်းဒီ second class နဲ့တော့လည်းကောင်းအောင်မြင်ထားတယ်ဆိုလို့ရှိရင် amphi ကို join လို့ရပါတယ်ဗျာamphi ကြီးအနေနဲ့ကကြတော့ registration ကတစ်နှစ်ကိုဒီ US ဒေါ်လာ200ကျပါတယ်ဗျာနှစ်နှစ်ဆိုလို့ရှိရင်400ကျပါတယ်ဗျာ amphi course fee အနေနဲ့ကကြတော့ US ဒေါ်လာ900ကျပါတယ်ဗျာစုစုပေါင်းဒီ course fee 900ရယ် registration တစ်နှစ်ကို200ရယ်ဆိုလို့ရှိရင် amphi နှစ်စာအတွက်US ဒေါ်လာ1100ကျပါတယ်ဗျာဒီ course fee 900ကိုလည်းပဲတို့နှစ်ခါပေးသွင်းလို့ရပါတယ်ဗျာနောက် amphi ကျောင်းသားတယောက်အနေနဲ့ဒီတို့6လတခါprogress report တင်သွင်းရပါတယ်ဗျာအရင်တော့ကကြတော့တစ်နေ့တစ်ခါတင်သွင်းရတယ်လို့တို့သိရပါတယ်ဗျာဆို amphi ကျမ်းရေးမယ်ဆိုလို့ရှိရင်တို့သတ်မှတ်ထားတဲ့ဒီစလုံးရည်အတွက်ကတော့အနည်းဆုံး9000ရှိရပါမယ်ဗျာဒါကတော့ amphi ကျောင်းသားတွေအတွက်ပါဗျာဒါကတော့ PhD ကျောင်းသားတွေအတွက်ပါဗျာဆိုတော့ PhD တန်းကိုစပြီးတော့ PhD တန်းကိုပြီးအောင်ဒီသွားမဲ့ကျောင်းသားတွေအတွက်ကြတော့ minimum 3နှစ်တက်ရပါတယ်ဗျာ extension နဲ့သွားမယ်ဆိုလို့ရှိရင်တော့ဒီလို6နှစ်တက်ရပါတယ်ဗျာဆိုတော့ PhD တန်းတက်မယ်ဆိုလို့ရှိရင်မိမိကတက္ကသိုလ်တစ်ခုခုမှာ Buddhist study နဲ့ amphi ပြီးထားရပါမယ်နောက်တစ်ခုကကြတော့MA 2 year ပြီးထားတယ်ဆိုလို့ရှိရင်လည်းပဲဒီမြန်မာပြည်ကတက္ကသိုလ်တွေမှာ MA 2 year ပြီးထားတဲ့ဆရာတော်တန်ဃာတော်တွေဆရာလေးတွေအနေနဲ့ဆိုလို့ရှိရင်လည်းပဲနာဂရဏတက္ကသိုလ်မှာ PhD တန်းကိုတိုက်ရိုက် join လို့ရပါတယ်ဗျာအဲ့တော့ PhD တန်းအတွက်အကြောင်းကြီးတွေကတော့ course fee အနေနဲ့registration fee ကတစ်နှစ်ကို200ပေးသွင်းရပါတယ်နောက် course fee အနေနဲ့ကကြတော့900ပေးသွင်းရပါတယ်ဗျာ3နှစ်ကိုစုစုပေါင်းဆိုလို့ရှိရင် PhD တန်းအတွက် registration fee က3နှစ်ကို600နဲ့ course fee က3နှစ်ကို900စုစုပေါင်း1500ပေးသွင်းရပါတယ်ဗျာ course fee 900ကိုလည်းပဲဒီလိုနှစ်ဖြတ်ပေးသွင်းလို့ရပါတယ်ဗျာဒီစုစုပေါင်း3နှစ်ကို registration fee ကို course fee ရောအပေါင်းအားလုံးဆိုလို့ရှိရင်ဒေါ်လာ1500ကုန်ကြပါတယ်ဗျာအခြားတက္ကသိုလ်တွေနဲ့အရှင်လို့ရှိရင်တော့ဒီ course fee က PhD အတွက် course fee ကနည်းငယ်တက်တာတဲ့အနေအထားမှာတော့ရှိပါတယ်ဗျနောက် PhD ကျောင်းသားတယောက်အနေနဲ့6လတက progress report တင်သွင်းရပါတယ်ဗျPhD တန်းအတွက်သူတို့တက္ကသိုလ်ကသတ်မှတ်ပေးထားတဲ့စလုံးရည်အတွက်ကကြတော့အနည်းဆုံး9000တိရှိရပါမှာဗျဒါကတော့ PhD ကျောင်းသားအတွက်ပါဗျာဒါကတော့ amphi PhD တန်းကိုသွားမယ်ဒီတို့နာဂရဏတက္ကသိုလ်မှာ amphi PhD တန်းကိုသွားမယ်ကျောင်းသားတွေအတွက်တို့ research process ဖြစ်ပါတယ်ဗျဆိုတော့အရင်တော့ကသွားခဲ့တဲ့ဒီ system နဲ့လက်ရှိသွားနေတဲ့ system ဆိုပြီးတော့တို့နှစ်ပိုင်းခွဲပြထားပါတယ်ဗျာအဝါကောလမ်မှာရှိတာကတော့အရင်တော့ကဒီတို့ဆရာတော်တွေသွားခဲ့ကြတဲ့ဆရာကြီးဥတ္တမနပါဠရှိတော့ကသွားခဲ့တဲ့ပုံစံဖြစ်ပါတယ်ဗျဒီ2024နှောင်းပိုင်းမှာဒီဆရာဒီ professor အစင်ကနာဂရဏတက္ကသိုလ်မှာစပြီးတော့သူအလုပ်လုပ်တယ်သူရောက်လာပြီးတဲ့နောက်ပိုင်းမှာတဖြည်းဖြည်းပြောင်းလဲသွားတဲ့ process ပဲဖြစ်ပါတယ်ဗျအဲ့တော့တပြည့်တော့အရင်တုန်းက process ရဲ့အကြောင်းကိုရင်စပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အရင်တုန်းကဒီ amphi PhD လုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံး compulsory course 3လမဖြစ်မနေတက်ရပါတယ်ဗျာတပတ်ကိုတရက်သင်ကြားပါတယ်သင်ကြားတဲ့အချိန်တွေကမနက်8နာရီကနေညနေ4နာရီထိသင်ကြားပါတယ်ဗျာဂျားထဲမှာတော့သူတို့နားတဲ့အချိန်တွေတော့ရှိတာပေါ့ဗျာအဲ့တော့ course work 3လတက်ပြီးသွားပြီဆိုလို့ရှိရင်စာမွေးဖြည့်မယ်ပြီးတော့မှဒီ topic ရွေးတာတို့ proposal တင်တာတို့ presentation လုပ်တာတို့စတဲ့process တွေကိုဆင်ခြင်သွားပါတယ်ဗျာအဲ့ဒီမှာဆိုထူးခြားတာက first presentation လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဒုတိယအချိန်လုပ်တဲ့ဒီ second presentation ကိုတက္ကသိုလ်ကprogress presentation လို့သတ်မှတ်ပေးပါတယ်ဗျာဆို upgrade မဟုတ်သေးပါဘူး။ first presentation ပြီးလို့6လသုံးမို့တစ်နှစ်အတွင်းမှာဒီကျောင်းသားအနေနဲ့ progress presentation တစ်ချိန်လုပ်ပေးရပါတယ်ဗျာအဲ့ဒါပြီးတော့မှဒီတတိယအချိန်မှာ upgrade presentation amphi ကနေ PhD ကိုသွားမဲ့ကျောင်းသားအတွက်ဆိုတော့ upgrade presentation လုပ်ပေးရပါတယ်ဗျာဆိုတော့ upgrade ပြီးသွားပြီဆိုလို့ရှိရင်ပြီးတဲ့ကျမ်းကိုတို့ကျမ်းတင်မယ်ပြီးသွားပြီဆိုလို့ရှိရင်Fiverr ထိုင်ပါတယ်ဗျ
ဒါကအရင်တော့ကဆရာသူမနာပါလာရှိတော့ကသွားခဲ့တဲ့ process လို့တပည့်တော်သိရပါတယ်ဗျဒီအစိမ်းကော်လန်ကကြတော့ဖျားပြတို့လက်ရှိသွားနေတဲ့ပုံစံဖြစ်ပါတယ်ဗျအန်ဖီကနေ PhD ကိုupgrade မြင့်ပြီးကျောင်းသား upgrade မြင့်ပြီးသွားခြင်းနဲ့ကျောင်းသားတယောက်အနေနဲ့အရင်တော့တို့အရင်တော့ကလို့ compulsory course မတက်ရတော့ပါဘူးဗျဒါကိုရေးမဲ့ကျမ်းကိုနဲ့အဆင်ပြေတဲ့ဆရာတို့မို့ supervisor နဲ့ဆွေးနွေးပြီးတော့ကျန်းကောင်းနေတင်လို့ရပါတယ်ဗျာဆိုတော့ဆရာအစင်ကလည်းပဲဒီကျောင်းသားအားလုံးကိုသူက welcome လုပ်ပါတယ်ဗျာသူ့ရဲ့ကျောင်းသားပဲဖြစ်ဖြစ်သူ့ရဲ့ကျောင်းသားသူ supervisor လုပ်ပေးတဲ့ကျောင်းသားပဲဖြစ်ဖြစ်အခြားကျောင်းသားပဲဖြစ်ဖြစ်ဒီခေါင်းစဉ်ဆွေးနွေးနေတာရောကိုရေးပြီးသားကျမ်းကိုဆွေးနွေးနေတာရောဖြစ်ဖြစ်ဆရာကအမြဲတမ်း welcome လုပ်ထားပါတယ်အဲ့တော့ဒီလို MFMS ဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ခေါင်းစဉ်ဆွေးနွေးရပါတယ်ဆရာအစင်ကနဲ့မဆွေးဘဲနဲ့မဆွေးနွေးဘဲနဲ့အခြားဆရာတွေနဲ့လည်းဆွေးနွေးရင်လည်းရပါတယ်တက္ကသိုလ်မှာပုံမှန်ဆရာတွေရှိပါတယ်ဒါပေမဲ့အဲ့ဆရာတွေနဲ့ဆွေးနွေးလိုက်မယ်ဆိုလို့ရှိရင်လည်းအဲ့ဆရာတွေကဘယ်သူ့ကိုထက်ညွှန်လဲဆိုတော့ဆရာအစင်ကရှိလဲသွားလိုက်ပေါ့သူ့ရဲ့အကြံဉာဏ်လေးကိုလည်းယူလိုက်ပါအောင်ဒီလိုအကြံပေးကြတဲ့ခါကျတော့တိုက်ရိုက်ပဲဆရာအစင်ကရှိသွားကြတယ်လည်းရှိပါတယ်ဗျအဲ့တော့ခေါင်းစဉ်တင်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုခေါင်းစဉ်အတီးဖြစ်ဖို့အတွက်ကြတော့ကျောင်းသားတယောက်နဲ့တယောက်ကြတော့မတူပါဘူးဗျချို့ကြတော့လေတလားနဲ့ခေါင်းစဉ်အတီးပြန်ကြတာမျိုးတွေရှိတယ်ချို့ကြတော့လေဘိုးရဲ့ supervisor နဲ့ဆွေးနွေးမှုအပေါ်တက္ကသိုလ်ရဲ့ဘုတ်ဖွဲ့ရဲ့ဒီအတီးပြုမှုပေါ်မူတည်ပြီးတော့တလားကနေရှင်းလအထိကြာမြင့်နိုင်ပါတယ်ဗျအဲ့တော့ခေါင်းစဉ်အတီးဖြစ်ပြီဆိုလို့ရှိရင်ဒီလို Amphi အတွက်register လုပ်လို့ရပါတယ်ဗျ registration fee ကအဲ့မှာဒီလို$200စပေးရပါတယ်ဗျကျောင်းအပ်တာတွေပါတယ်နဲ့ပတ်သက်ပြီးတော့ဒီစာရွက်စာတမ်းကြီးတွေဘာတွေညာတွေကတော့ဖျားပြီးတော့ပေးစရာမလိုပါဘူးဗျကျောင်းအပ်ဖို့အတွက်ဒီလိုပေးရမယ်လိုအပ်တဲ့စာရွက်စာတမ်းတွေပါတယ်ဆိုလို့ရှိရင်လည်းသူတို့ကို email ဖြစ်ဖြစ် website ကဖြစ်ဖြစ်တို့ပို့ပေးလိုက်ရင်လို့ရပါတယ်ဗျဒီတိုင်း print ထုတ်တယ်ဆိုလို့ရှိရင်လည်းသူ့ဘာသူထုတ်သွားတာပါဗျဆိုတော့ဒီလိုကregistration 200ပဲပေးရပါတယ်ဗျအဲ့တော့ခေါင်းစဉ်အပ်ပြီးသွားပြီဆိုလို့ရှိရင်ခေါင်းစဉ်အတည်ဖြစ်ပြီဆိုလို့ရှိရင်ဒီလိုကြားတယ် supervisor နဲ့တိုင်ပင်ပြီးတော့ proposal ကိုဒီလိုဆက်ရေးရပါတယ်အဲ့တော့တက္ကသိုလ်ကသတ်မှတ်ပေးထားတာကတော့ဒီ proposal submission ပေါ့ဗျ proposal ကဘယ်ချိန်တင်ရမလဲဆိုတော့တက္ကသိုလ်က sorry ဗျတက္ကသိုလ်ကသတ်မှတ်ပေးထားတာကတော့ registration date ကနေစပြီးတော့3လအတွင်းကိုproposal တင်လို့ရပြီလို့ဒီလိုသတ်မှတ်ပေးထားပါတယ်ဗျဒါပေမဲ့တခုရှိတာကဒီ3လအတွင်းမဖြစ်မနေတင်ရမယ်လို့တော့လည်းမဟုတ်ပါဘူးဗျကိုရေးမဲ့ကျမ်းနဲ့ပတ်သက်ပြီးတော့အရင်ကတည်းကကြိုတင်ပြင်ဆင်ထားတာမျိုးဆိုလို့ရှိရင်supervisor နဲ့ဆွေးနွေးတာလည်းအဆင်ပြေနိုင်တယ်လွယ်ကူလည်းပြီးနိုင်တယ်ပေါ့ဗျာဒီ3လအတွင်းပြီးနိုင်တယ်ပြီးတယ်ဆိုလို့ရှိရင်ဆိုတော့တက္ကသိုလ်ကသတ်မှတ်ပေးထားတဲ့အတိုင်းproposal တင်လို့ရပြီပြီးလို့ရှိရင်first presentation အတွက်request လုပ်လို့ရပြီအကယ်၍မြန်ကိုကအဆင်မပြေဘူးကြိုတင်ပြင်ဆင်ထားတာမျိုးမရှိဘူးဆိုလို့ရှိရင်supervisor နဲ့ဆွေးနွေးတဲ့နေရာမှာအနည်းငယ်ကြောက်ကြံမှုတွေလည်းရှိနိုင်တယ်လွန်သွားတာမျိုးလည်းရှိနေဒါလည်းပြဿနာမရှိပါဘူးဗျတက္ကသိုလ်ကသတ်မှတ်ပေးထားတဲ့ဒါသတ်မှတ်ချက်လေးတစ်ခုကိုဖျားပြီးတော့ပြောပြတာပါဖြစ်ပါတယ်ဗျအဲ့တော့ proposal တင်ပြီးသွားပြီဆိုလို့ရှိရင်ဖျားပြီးတော့ first presentation လုပ်မယ်အဲ့တော့နောက် first presentation ပြီးသွားပြီဆိုလို့ရှိရင် Amphi ကနေ PhD ကို upgrade လုပ်ချင်တဲ့ကျောင်းသားတွေအတွက်ကကြတော့ဒီ registration date ကနေဒီ12လက register လုပ်ပြီး12လကနေ18လအတွင်းသို့မဟုတ်တစ်နှစ်ခွဲကြာတဲ့အခါမှာ upgrade လုပ်လို့ရတယ်လို့တက္ကသိုလ်ကသတ်မှတ်ပေးထားပါတယ်ဗျဒါပေမဲ့တခုရှိတာကအဲ့လို upgrade လုပ်တဲ့အခါမှာကိုရေးတဲ့ကျမ်းရဲ့40%ကျော်လာကတော့PC နေဖို့လိုအပ်တယ်လို့သူတို့ပြောထားပါတယ်ဒါပေမဲ့လည်းဒီတစ်နှစ်ခွဲအတွင်းမှာမဖြစ်မနေ upgrade လုပ်ရမယ်လို့လည်းမဟုတ်ပါဘူးဗျကိုရေးသားနိုင်မှုကို supervisor နဲ့ကိုရေးတဲ့ကျမ်းကိုဆွေးနွေးတာအဆင်ပြေမှုအပေါ်မှာလည်းမူတည်ပါသေးတယ်ဗျကြော်သွားတယ်ဆိုလို့ရှိရင်လည်းပြဿနာမရှိပါဘူးဗျဒါကတက္ကသိုလ်ရဲ့သတ်မှတ်ပေးထားတဲ့ရက်တစ်ခုကိုဖျားတပည့်တော်ကတင်ပြတာဖြစ်ပါတယ်ဗျအဲ့တော့ဒုတိယအကြိမ်လုပ်တဲ့အခါမှာဒီလို upgrade presentation လို့သတ်မှတ်ပါတယ်ဗျAmphi ကနေ PhD ကိုသွားမယ်ကျောင်းသားတွေအတွက်နောက်တတိယနှစ်ကုန်တဲ့အခါမှာဖျားပြီးတော့ final presentation လုပ်မယ် final ပြီးတဲ့အခါမှာဖျားပြီးတော့တက္ကသိုလ်ကိုကျန်းနေတင်မယ်ပြီးသွားတဲ့အခါမှာViva တက်ဆောင်မယ်ဒါကအရင်
ဒီ PPGM မှာသွားတဲ့ပုံစံနဲ့လည်းတိတ်မကွာပါဘူးဗျာဒါက Amphi ကနေ PhD ကို upgrade လုပ်ပြီးတော့သွားမယ်ကျောင်းသားတွေအတွက် process ဖြစ်ပါတယ်ဗျာနောက်ဆုံး column အနီရောင်အောက်မှာရှိတဲ့ column ကကြတော့ Amphi ကနေစပြီးတော့ Amphi ကိုပြီးအောင်မယ်သွား PhD ကနေစပြီးတော့ PhD ကိုပြီးအောင်မယ်သွားကျောင်းသားတွေအတွက် process ဖြစ်ပါတယ်ဗျအတူတူပါပဲဗျကွာသွားတာကဖျားပြီးတော့ဒီ second presentation ကိုprogress presentation အနေနဲ့သတ်မှတ်တာပဲဖြစ်ပါတယ်ဗျ။ Amphi ကျောင်းသားတယောက်အနေနဲ့စောစောအတိုင်းပဲခေါင်းစဉ်ရေးမယ် proposal တင်မယ် first presentation လုပ်မယ်ပြီးသွားတဲ့ခါကြာလို့ရှိရင်တစ်နှစ်လောက်ကြာတဲ့ခါမှာဒီဖျားပြီးတော့ဒီ progress presentation လုပ်ရပါတယ်။နှစ်နှစ်ကုန်တဲ့ခါမှာဒီ final presentation လုပ်ရပါတယ်။ PhD ကနေစပြီးတော့ PhD ကိုစောင့်အောင်သွားမယ်ကျောင်းသားတွေအတွက်ကြတော့လည်းပဲခေါင်းစဉ်ရွေးမယ် proposal တင်မယ် first presentation လုပ်မယ်ပြီးတော့တစ်နှစ်ခွဲလောက်ကြာတဲ့ခါမှာဒီဒုတိယအကြိမ် progress presentation ဆက်လုပ်မယ်ပြီးသွားတဲ့ခါမှာthird presentation final presentation လုပ်မှာဆိုတော့ Amphi ကိုစောင့်အောင်မယ်သွား PhD ကနေ PhD ကိုစောင့်အောင်မယ်သွား presentation 3ညင်ကတော့မဖြစ်မနေလုပ်ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တို့ Viva ထိုင်ရပါတယ်ဗျဒါကအရင်တုန်းကနဲ့လက်ရှိချိန်မှာသွားနေတဲ့ Amphi PhD ရဲ့ process လေးပဲဖြစ်ပါတယ်ဗျဒါကကြတော့ဖျားရတော်တို့ဒီ graduate study ဌာနမှာရှိတဲ့ဆရာတွေပဲဖြစ်ပါတယ်ဗျဆရာ9ယောက်ရှိပါတယ်ဗျာပြီးတော့ဌာနမှူးကတော့အားလုံးသိကြတဲ့အတိုင်းဆရာအစင်ကဖြစ်ပါတယ်ဗျဆရာအစင်ကဆိုလို့ရှိရင်လည်းပဲဖျားရတော်ဒီ Buddhist study နယ်ပယ်မှာမိတ်ဆက်ပေးစရာမလိုတော့အောင်ကိုထင်ရှားတဲ့ဆရာကြီးတစ်ပါးလည်းဖြစ်ပါတယ်ဗျနောက် Buddhist study နယ်ပယ်မှာဆိုလို့ရှိရင်လည်းပဲဘယ်လိုပြောမလဲဗျစัญญาစံမောင်ပါချံဆိုလိုမျိုးသူအရေးချင်းတကယ်လည်းပြေးရတယ်တကယ်လည်းယုံကြည်အားအလေးထားရတဲ့ဆရာကြီးတယောက်လည်းဖြစ်ပါတယ်ဗျကျောင်းသားတိုင်းကိုလည်းပဲစာရေးဆွေးနွေးဖို့ welcome လုပ်ပါတယ်ဗျကျန်တဲ့ဆရာတွေကတော့ဌာနမှာပုံမှန်ရှိတဲ့ဆရာတွေပဲဖြစ်ပါတယ်ဗျအဲ့တော့ဒီဆရာတွေနဲ့ပဲပုံမှန်သွားနေရတယ်လို့တော့မဟုတ်ပါဘူးဗျအခြားတက္ကသိုလ်ကဆရာတွေလည်းရှိပါသေးတယ်ဗျအထူးသဖြင့် PGM BBA ကဆိုလို့ရှိရင်ဆရာတော်ဝိမလလည်းရှိတယ်သူ့ရဲ့ကျောင်းသားတွေဆိုလို့ရှိရင်လည်းနာဂရဏမှာရှိပါတယ်ဗျနောက် PGM BBA ဒါရိုက်တာတဲ့ဆရာဝဆန္ဒဆိုလို့ရှိရင်လည်းပဲသူကကြတော့နာဂရဏရဲ့ဒီ Buddhist study ဌာနမှာပညာရေးတိုင်ပင်ခံနေရှိပါတယ်ဗျနောက်ဒီဂျေယဝရဏပူရကဆရာတော်ဆရာတော်ဝိနည်းတင်တဲ့ဆရာတော်ဝိจิตဓမ္မလားမသိဘူးသူလည်းရှိပါတယ်ဗျဒါကတော့တက္ကသိုလ်မှာရှေ့ဖျားပြီးတော့Amphi PhD လုပ်တဲ့ဌာနမှာရှိတဲ့ဆရာတွေပဲဖြစ်ပါတယ်ဗျဖျားပြီးတော့Amphi PhD နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြမှုကဒီမှာလည်းဆုံးသက်ပါပြီဗျာကျန်တဲ့သိလို့ရတယ်ကိုဖျားပြီးတော့မေးခွန်းမေးတဲ့အခါမှာမေးမြန်းနိုင်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာမှန်ပါဗျာဘုန်းကြီးဦးပညိယခုလိုမျိုး Amphi PhD နဲ့ပတ်သက်ပြီးတော့တည်တင်တည်ထိုက်တဲ့တကယ် information တန်ဖိုးရှိတဲ့သတင်းချက်လက်တွေကိုဝေမျှပေးခြင်းနောက်ပြီးတော့ရုံးပိုင်းဆိုင်ရာအစဉ်စဉ်ဆောင်ရွက်ရမယ့်အချက်လက်တွေကိုမျှဝေပေးခြင်းနောက်မတူညီတဲ့ research process 3မျိုးကိုတကယ် list နဲ့ပြပြီးတော့ရှင်းလင်းပြပေးတဲ့အတွက်ရှင်ဖျားလိုပဲဒီနာဂရဏ academic လမ်းကိုဆက်လက်ရှောင်လန်းကြမဲ့ဒီကျောင်းသားတွေအတွက်တကယ်ကိုတန်ဖိုးဖြတ်မြရတဲ့သတင်းရင်းမြစ်တွေရရှိပြီးတော့ရှင်းလင်းလင်းတည်သွားမယ်လို့ဒါဖျားတပည့်တော်ယုံကြည်ပါတယ်ဗျာဒါကြောင့်အခုလိုမျိုးချိန်တိုတွင်းမှာပဲပြည့်စုံသောစိတ်ရည်ရှင်နဲ့ရှင်းလင်းပြသပေးသွားတဲ့ဘုန်းကြီးဥပိညိဏကိုလည်းပဲသတိလင်ကမြန်မာကျောင်းသားများအဖွဲ့ MSAS ရဲ့ကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်ဗျာနောက်ဆက်လက်ပြီးအခမ်းအနားစီစဉ်ခွန်ရအားလုံးမျှော်လင့်နေတဲ့အမေးဖြေကဏ္ဍပဲဖြစ်ပါတယ်ဗျာဒီပြောတော့ဒီအမေးဖြေကဏ္ဍမှာနာဂနန္ဒတက္ကသိုလ်ကတော့ဒါဒီပြောလို့ထူးခြားတယ်လို့ပြောရမှာပေါ့ဗျာဒီကျောင်းသားပိုင်းကဏ္ဍနဲ့ကြည့်မယ်ဆိုရင်လည်းပဲဒါဆရာတော်တွေရဟန်းတော်တွေရှိတယ်ဆရာကြီးဆရာလေးတွေရှိတယ်လူပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့ဗျာ
အဲကြောင့်သိကျင်တဲ့အပိုင်းကဏ္ဍကိုဒီပြောတို့ကိုသိကျင်တယ်လို့မေးလို့ရတယ်လို့ဒီ subject တွေနဲ့ပတ်သက်ပြီးတော့လဲဒါပြည့်ပြည့်စုံစုံကိုသိကျင်တဲ့အပိုင်းကနေမေးလို့ရပါတယ်ဗျအတန်းနေနဲ့ပတ်သက်ပြီးတော့လည်းပဲဒီဒီပလိုမာကနေဒါ PhD အထိရှိတဲ့အတွက်အခုတင်ပြတဲ့ presenter တွေများစွာတွေကအရှင်ဘုရားများတို့မရှင်းလင်းတဲ့အချက်လက်တွေလည်းမေးနိုင်တယ်လို့နောက်ထပ်အသစ်ထပ်တည်ကျင်တဲ့သတင်းချက်လက်တွေကိုလည်းပဲဒါမေးနိုင်ပါတယ်ဗျာဒါကြောင့်အမေးပြေကဏ္ဍစတင်ပါပြီဗျာအားလုံးမေးလို့ရပါပြီဗျာကျတို့နှုတ်နဲ့ဒါနိုင်မေးနိုင်တယ်လို့ချက်ပေါက်ကနေလည်းဒါစာရေးပြီးမေးလို့ရပါတယ်ဗျာဘုရားတပည့်တော်တို့မေးပေးပါမယ်ဗျာချက်ပေါက်မှာပို့ထားတာအဲ့တော့ဘုန်းကြီးဥပ္ပညဒီပြောစလိုက်ရမလားဗျာမေးဒီပြောသိကျင်တာလေးမေးပါဗျာ ဟုတ်ဆိုင်ပါဗျာ အဲ့မှာဒီဖျားတပြီးတော့ဒီသိကျင်တဲ့ချက်လက်တွေကတော့များတယ်ပေါ့ဗျာအားလုံးဦးစားပေးပြီးတော့ဒီပြီးတော့လည်းနားထောင်ပါမယ်ဗျာလောလောဆယ်ဒီပြီးတော့အဖွင့်နေနဲ့မေးချင်တာဒီ student fee ပေါ့နော် MFI ကနေဒီ PhD ဒီတင့်တော်တဲ့ဈေးနှုန်းလေးပေါ့ဆရာတော်တပားခွာလောက်ထားသလိုပေါ့နော်ပြောတို့ဒီဘလို့နားလဲရတာเนาะဒီ international ပဲတက္ကသိုလ်မဆိုပေါ့နော်ဒီအပြိုင်ဆိုင်ပညာရေးကိုမြင့်တင်ကြတယ်ပေါ့ဗျာအဲ့ကြားတွေကနေဒီပညာရေးမြင့်ဖို့ကြိုးစားကြသလိုပညာရေးရဲ့နောက်ွယ်မှာလည်းပဲဒါ business မရှိလို့မရဘူးလေဗျာနော်အဲ့ကြောင့်အရင်ကဒီလိုမိတ်ဆက်ခဲ့တဲ့တက္ကသိုလ်၃ခုဆိုလည်းဖျားတိပြီးတော့တက္ကသိုလ်ဒီကေလနီယာတက္ကသိုလ်နောက်ပေရာဒနီယာကိုလံဘိုတက္ကသိုလ်တို့ဆိုလည်းသူဒီ student fee မှာ3000တော့ကြော်ကြတယ်ထင်တယ်ဗျာအားလုံးပေါင်းရင်လေဒီနာဂနန္ဒကျတော့ဒီတဝက်ကြီးလောက်ပဲဖြစ်နေတာပေါ့နော်ဗျာဒီ1500ဆိုတော့အဲ့လိုဖြစ်ရတာကဒီတက္ကသိုလ်ကပဲကျောင်းသားတွေကိုငှဲ့ပြီးတော့ရှော့ချတာလားပေါ့လေဒါမှမဟုတ်ရင်အပြင်ကနေထောက်ပံ့သူတွေရှိလို့လားပေါ့ဒီလိုရော့တာကလည်းအခုမှလားပေါ့နော်ဒါမှမဟုတ်ဟိုကလေးကရော့လာတာလားပေါ့အဲ့ဒါလေးဒီပြီးတော့ဒီရှင်းလင်းပေးပါအောင်ဗျာနော်ဖြေကြားပေးပါအောင်ဟုတ်ပါဗျာမှန်ပါဒါပြီးတော့တည်တဲ့လို့ဆိုလို့ရှိရင်အရင်တုန်းကကြတော့ဒီ PhD ကတစ်နှစ်ကို1200ရှိပါတယ်အရင်တုန်းကအခုဆရာတော်ပြီးသွားတဲ့ဒီဆရာတော်ဒေါက်တာဆရာတော်နှစ်ပါးသူတို့မိန့်ကြားချက်အရာပေါ့အရင်တုန်းက PhD ကဒေါ်လာတစ်နှစ်ကို1200ရှိပါတယ်3နှစ်ပေါင်းဆိုလို့ရှိရင်3600ပေါ့နော်3600ရှိဒါပေမဲ့လက်ရှိကြတော့လက်ရှိဆိုတာတဲ့အဲ့ရနေပြီးတော့တဖြည်းဖြည်းတပည့်တော်တို့စတဲ့2023မှာဖျားပြီးတော့စတယ်စတဲ့အချိန်မှာလည်းပဲသူကနည်းနည်းလေးမြင့်သေးတယ်ဗျဟို900လောက်ရှိသေးတယ်အမ်ဖီကိုဆိုလို့အမ်ဖီတောင်မှသူကဟို900လောက်ရှိသေးတယ်တဖြည်းဖြည်းနဲ့ညော့လာတာမနစ်ကပေါ့မနစ်ကဆိုလို့ရှိရင်အခုသူတို့ဒီ course fee အမ်ဖီ course fee အတွက်900ဖြစ်သွားတယ် registration ကတော့တစ်နှစ်ကို200ဆိုတော့တစ်နှစ်200အမ်ဖီ2နှစ်စာဆိုလို့ရှိရင် registration 400နဲ့ course fee က900ဆိုပြီးတော့ညော့သွားတယ်ပြီးဒီကျတော့လည်းသူ coffee က900ဖြစ်သွားတယ်အရင်တော့1200ကနေပြီးတော့900ဖြစ်သွားတယ်နောက်ဒီ registration fee ကကြတော့သူကကြတော့တစ်နှစ်ကို200ပါပဲ registration တစ်နှစ်200နှစ်ဆိုလို့ရှိရင်600 course fee က900ဆိုလို့ရှိရင်စုစုပေါင်း3နှစ်ကို1500အပေးဒီတန်းနေလားဆိုတော့လည်းမဟုတ်ဘူးဗျအရင် MFI တန်းနေမှာsorry ဒီ MA တန်းနေအတွက်လည်းနည်းနည်းရော့တယ်လို့အဲ့ဒါကြတော့ဖျားပြီးတော့မတက်ဘူးတဲ့ခါကျတော့ဖျားပြီးတော့သိမသိပါဘူးဗျနောက်တစ်ခုအရင်တော့ဆိုလို့ရှိရင်ဗီဇာကြီးတွေပါလည်းပေးရတယ်ပြောပါတယ်ဒါပေမဲ့ဒီမနေ့ကစပြီးတော့ဖျားပြီးတော့တတိထားမိတာဘာကြောင့်မနေ့ကဆိုလို့ရှိရင်ဒီမှာအကြောင်းသားတော်တော်များများနာဂရဏကိုအပ်ကြတယ်အပ်ကြတဲ့ခါကျတော့အဲ့ဒီမှာဒီ entry visa ရတဲ့အခါမှာဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီစရီလင်္ကာတန်ယုံကိုသွားတဲ့အခါမှာဒီ entry visa ချင်းဒီမပေးရဘူးလို့တို့သိရတယ်ဒါ FOC အနေနဲ့လာကြတယ်ဒါကတက္ကသိုလ်ကပဲထောက်ပံ့တာလားဘေးကတွေပဲစပွန်ဆာတွေရှိလို့လားဆိုတာကတော့ဖျားရလည်းမသိပါဘူးဒီဘိုင်းတော့မှန်ပါဗျာတင်ပါမှန်ပါကျေးဇူးတင်ပါတယ်ဗျာမှန်ပါဗျာဘုန်းကြီးမှန်ပါဗျာအဲ့လို
တပည့်တော်မေးစရာရှိပါတယ် မှန်ပါဗျမေးပါဗျမှန်ပါဘုန်းကြီးဥပန္ဒဝန္တမေးပါဗျမှန်ပါဗျ ဒီဘယ်တော့ လိုင်းက ကောင်းတယ်ဘယ် မှ လို န် ပါ ပါ တော့ ဗျ ဒီလိုက line နဲ့ထစ်နေတယ် အော်ဒီမှာဟုတ်တယ်လမ်းကြတယ် ဟုတ်တယ်ဗျ အဲ့လိုတပည့်တော်အတန်ကြားလား ကြားပါတယ်ဗျဘုန်းကြီးကြားပါတယ်ဗျ ကဲလုံးနာမကောင်းရင်ဘုန်းကြီးဥရမပြလိုက်ပါအောင်ဗျာအနိနာဆရာတော် အဲ့လိုဒီချက်ပေါက်တဲ့ဟာလေးဒီပြောအရင်မေးလိုက်မယ်နော်ဗျ MPhil PhD တက်ဒီအဆောင်ရလားဗျာတဲ့ရပါသလားဗျာတဲ့မှန်ပါ ဟုတ်တယ် ပြင်းရတပည့်တော်ဖြေပေးရမလားဗျာ ဘုန်းကြီးဥခိမာဆရာကိုဖိတ်လိုက်ပါဘုန်းကြီးဥခိမာဆရာ မှန်ပါဗျာ MPP ကိုအဆောင်ရလာဆိုတော့ဒီနေ့ထိတော့ MPP ဒီចောင်းသားရနေတာမတွေ့ရသေးပါဘူးဗျာလက်ရှိအတွင်းထဲမှာနေရတော့ BA ចောင်းသား